ဘဝဟာကိုစီစဉ်ထားတဲ့အတိုင်းသာရှေ့ဆက်သွားမယ်ဆိုရင်ဘယ်လောက်တောင်ကောင်းလိုက်မလဲတိခါတရံမှာစီစဉ်ထားတာနဲ့မတူဘဲလမ်းကြောင်းလွဲသွားတတ်လို့သာပြဿနာတွေရှိနေရတာပေါ့ဒီမှာလဲဂျပန်နိုင်ငံကနေတင်သွင်းလာတဲ့အမျိုးအစား69ကိုပိုင်ရဲ့အမြောက်ကြီးတွေရောက်နေပေမဲ့ရာတူအစင်းလေးလို့ခိုင်တောင်မကန်ရပဲညှိကြည့်နေုံကလွဲပြီးပါမှမတတ်နိုင်တဲ့မိန်းကလေးတစ်ယောက်ရှိနေပါတယ်ဂျပန်ကလာတဲ့အမျိုးအစား69အမြောက်ဆိုင်ရာနီးပြဆရာကြောင့်အခွင့်အရေးတစ်ခုရခဲ့တဲ့ဆိုပေမဲ့သူတို့တွေဘယ်လိုအဖြစ်အပျက်တွေနဲ့ကြုံတွေ့ခဲ့ရတယ်လဲဆိုတာကိုကြည့်လိုက်ကြရအောင်ကျမနာမည်သူစားပါခရပြည်နယ်လွိုင်ကော်မြို့အနီးကတောင်ကုန်းအခြေစိုက်စခန်းတစ်ခုမှာတာဝန်ကျတဲ့တပ်သားတစ်ယောက်ပါစက်မှုပြင်ဆင်ရေးတပ်စုပြောရရင်တော့ကိုပိုင်ရဲ့အမြောက်တွေနဲ့တန်ကြပ်ကာရင်တွေကိုပြင်ဆင်ရတဲ့နေရာမှာတာဝန်ထမ်းဆောင်နေပါတယ်ဒီနေရာကတစ်ပြည့်ရဲ့အခြေအများစုမှာအေးဆက်ပြီးမြို့နှင်းတွေဖုံးလွှမ်းနေတဲ့တောင်ပေါ်စခန်းတစ်ခုပါလေတိုက်လိုက်ရင်မြူမုံတွေကဓာတ်သွားတွေလိုမြက်တာကိုလာဆင်ပြီးမနဲ့အိယာထရင်အဆောင်ပြတင်းပေါက်တွေအောက်မှာနှင်းတွေဖွေးဖြူနေတတ်တယ်နေရာမျိုးပေါ်အဲ့ဒီလိုနေရာကိုအမျိုးအစား69ကိုပိုင်ရဲ့အမြောက်တစ်တွေရောက်လာခဲ့ပါတယ်စီနီယာအမတွေကတော့ဘယ်လိုတီးသွားလဲမသိဘူးအားလုံးကအမျိုးအစား69တာဝန်ခံနေရအထွဲလျှောက်သွားတင်ကြတယ်အထွေးအကြုံနုသေးတဲ့ကျမကပါများသိနိုင်ပါလဲသူတို့ကကြိုတင်သတင်းရထားလို့ပဲဖြစ်ဒါမှမဟုတ်တိပေါင်းများစွာစစ်တပ်မှာခြေလေခဲ့လို့ရလာတဲ့အတိအကျပဲဖြစ်နေမှာပေါ့လက်နဲ့တစ်တွေဝင်လာရင်အဲ့ဒါကအနာဂတ်ရဲ့အဓိကရည်စည်းကြောင်းဖြစ်လာမယ်ဆိုတာကိုသူတို့ကဗီဇအတိနဲ့သိနေကြတာလေကျမကတော့အရင်အတိုင်းMAတစ်ထုံများကိုပိုင်ရဲ့အမြောက်အဟောင်းတွေကိုပဲတာဝန်ယူနေရပါတယ်စီနီယာတွေအားလုံးကအမျိုးအစား69ဘက်ကိုတန်းစီသွားကြတော့ကျမပြင်ခွင့်ရတာဆိုလို့ပြတ်သွားရင်အပိုပစ္စည်းတောင်ရှာမရတော့တဲ့အမြောက်အဟောင်းကြီးတွေပဲကြံတော့တာပေါ့အပိုပစ္စည်းတစ်ခုရှာဖို့ဒီနေကုန်တခြားတက်ကပြင်ဆင်ရေးအဖွဲ့တွေကိုဖုံးဆက်မိရင်းနဲ့ပဲအချိန်ကုန်သွားတဲ့နေ့တွေလေရှိပါတယ်ဖုံးတစ်ဖက်ကနေကြားရတဲ့အဖြစ်တွေကအမြဲတမ်းတူပါပဲပစ္စည်းမရှိတော့ဘူးထုတ်လုပ်မှုရပ်သွားပြီဘယ်တော့ပြန်ဝင်မလဲမသိဘူးဆိုတဲ့စကားလုံးတွေကြီးပါပဲလက်ဆွဲစာအုပ်ကလည်းဟောင်းနွမ်းပြီးစာမျက်နှာတွေကဝါချင်းချင်းဖြစ်နေပြီပုံကျန်းတွေကလည်းမတိကျတော့လက်တွေပစ္စည်းနဲ့မကိုက်ညီတာတွေကကနပါပဲဒါကတကယ်ပဲပြင်ဆင်ရေးအလုပ်လားလို့တက်ခါမကတွေးမိပါတယ်ပဟေလိဆက်နေရတယ်လို့ပါပဲအပိုင်းအစတစ်ခုချင်းစီကဘယ်နေရာမှာအဝင်ခွင့်ချဖြစ်မလဲဆိုတာကိုခန်းစားချက်နဲ့ပဲရှာဖွေနေရတာဘူးကျမလည်းအမျိုးအစား69ကိုပြင်ကျင်တာပေါ့စနစ်တကျရှိပြီးအပိုပစ္စည်းတွေကလည်းအစားထိုးလဲနေလို့ရတော့အလုံးမရှုပ်ဘူးလေစက်ကကျမကိုစကားပြန်ပြောတယ်လို့ပဲဘာပြဿနာရှိတယ်ဘယ်နေရာကမှနေတယ်ဆိုတာကိုမှအကုန်ပြပေးတယ်လေအဲ့ဒါနဲ့ရှင်လိုက်ရင် MA တစ်ထုံများကိုကတကယ်ကိုခန်းစားချက်နဲ့ပဲအဆင်ပြေအောင်လုပ်ရတယ်လက်နဲ့တစ်ခုပါအင်ဂျင်တန်ကိုကြားယုံနဲ့ဘယ်နေရာကချိုးယွင်းနေလဲဆိုတာသိရမယ်ဟိုက်တာလေဖီအားကိုလဲရေးလက်တံရဲ့တော်ခါမှုအသေးစိတ်ကအစဖတ်တတ်ရတယ်ဒါပေမဲ့ကျမတယောက်တည်းဒီလိုဖြစ်နေတာမဟုတ်ဘူးဆိုတာကလည်းပြဿနာတစ်ခုပဲကျမနဲ့တက်ဝင်တန်းတူတငယ်ချင်းတွေအားလုံးလဲတက်ပြင်းချနေရတာပဲနေ့လေထမင်းစားချိန်ဆိုစုပြီးပြောဖြစ်ကြတာကအမြဲတမ်းဒီအကြောင်းအရာတွေကြီးပဲဘယ်အချိန်အထိဒီလိုလက်နဲ့အဆုပ်တွေနဲ့ပဲလုံးပန်းနေရမှာလဲငါတို့ကဘယ်တော့မှနောက်ဆုံးပေါ်နည်းပညာတွေသင်ခွင့်ရမှာလဲပေါ့ဒါပေမဲ့ကံကောင်းတဲ့စီနီယာတစ်ယောက်နဲ့တွေ့တဲ့တငယ်ချင်းတစ်ယောက်ကတော့အမျိုးအစား69ပြင်ဆင်ရေးအဖွဲ့ထဲရောက်သွားပြီးဒီနေကိုရင်မောပျော်ရွှင်နေပါတယ်ကျမတို့ကပြင်ဆင်ရေးအခန်းရဲ့ထောက်တင်နေရမှာအေးဆက်တဲ့လေကိုခံရေးအပိုပစ္စည်းတောင်မရှိတဲ့အမြောက်အဟောင်းကိုဖက်ထွယ်နေရတဲ့အချိန်မှာသူကတော့ဒီနေကိုခေမီလက်နဲ့တွေကိုခံထွယ်နေရတာလေဌာနတစ်ခုပြောင်းသွားရုံနဲ့တကယ်ပဲကောင်းကင်နဲ့ငရဲကိုဖြတ်သန်းနေရတယ်လို့ပါပဲသူညီတဲ့ပြင်ဆင်ရေးတပ်စုကလူတွေဖြစ်ပါလေနဲ့ဒီလောက်ကွာခြားရသလားလို့တောင်းတွေးမိပါတယ်အတူတူပြင်နေရတဲ့အမြောက်အဟောင်းတွေကနည်းပညာအထောက်အပံ့တွေအလုံးရပ်ဆိုင်းသွားပြီလို့လဲကြားရပါတယ်အရင်တုန်းကတော့အသက်ကြီးပြီးမုတ်စိတ်မွေးနဲ့နည်းပညာရှင်တွေလာပြီးသင်တန်းပေးတာပြင်ဆင်ရေးကိုကုညီတာတွေရှိခဲ့ပေမဲ့လုံခဲ့တဲ့တစ်အနေငယ်ကနောက်ဆုံးအကြိမ်ဖြစ်ခဲ့တဲ့အဲ့ဒီလူတွေနောက်ဆုံးပြန်သွားတော့ကတမျိုးတတစ်ဖြစ်နေတဲ့ပုံစံကိုအခုထိမှတ်မိနေတော့ပဲလို့စီနီယာတွေကအတိတ်ကိုပြန်ပြောင်းပြောပြကြပါတယ်တစ်ပေါင်းများစွာအတူတူလောက်ခံလာခဲ့တဲ့လက်နက်တွေကိုထားခဲ့ရတာစိတ်မကောင်းဖြစ်နေမှာပေါ့အဲ့ဒီအချိန်ကတည်းကကျမတို့တွေကိုအားကိုပြီးအဆင်ပြေအောင်လုပ်နေကြရတာပါဒါပေမဲ့ဒီနေ့ကတော့အဲ့ဒီထက်ပိုပြီးနေကြတယ်လို့ခန်းစားရတဲ့နေ့တစ်နေ့ဖြစ်ခဲ့ပါတယ်အမျိုးအစား69ပြင်ဆင်ရေးအဖွဲ့အတွက်ပဲဂျပန်ကနေနည်းပညာသင်တန်းအဖွဲ့တစ်ခုရောက်လာခဲ့တာပါဒါပေမဲ့ကျမနဲ့တငယ်ချင်းတွေအားလုံးနှိပါချန်လက်ခံခဲ့ရပါတယ်
တင်တန်းခန့်ထဲကိုဝင်ခွင့်တောင်မရဘဲအဝေးကနေပဲကြည့်နေခဲ့ရပါတယ်အတွင်းမှာလူတိုင်းကပျော်ရွှင်စွာနဲ့တင်တန်းတက်နေကြတဲ့မြင်ကွင်းကိုရသေးပေါက်ကနေတစ်ဆင့်မြင်နေရတော့တကယ်ကိုစိတ်မကောင်းဖြစ်မိပါတယ်ဂျပန်လူမျိုးနည်းပြဆရာတွေကတကယ်ကိုကျွမ်းကျင်ပညာရှင်တွေနဲ့တူပါတယ်တန်ရှင်းတတ်ရတဲ့အလုသမားဝုဆောင်ကိုဝုစင်ပြီးတိုင်းတာရေးကြည်ရာအမျိုးမျိုးကိုကျွမ်းကျင်စွာကန်ထွင်ရေးစီနီယာတွေကိုတခုချင်းစီရှင်းပြနေတဲ့ပုံစံကတကယ်ကိုကြည့်ကောင်းပါတယ်အဲ့ဒီလိုမြင်ကွင်းကိုကြည့်ရင်ကျမလည်းအဲ့ဒီလိုကျွမ်းကျင်မှုမျိုးကိုပိုင်းဆိုင်ကြည့်တယ်လို့စိတ်ထဲကနေပြင်းပြစွာတောင်းတမိပါတယ်စီနီယာတစ်ယောက်ကအလုဆင်းချိန်မှာဂျပန်နည်းပြဆရာတစ်ယောက်နဲ့လက်ပွန်းတတိစကားပြောရင်းထွက်သွားကြပါတယ်ရင်းနှီးတဲ့မိတ်ဆွေတွေလိုတဘာဝကြကြစကားပြောနေကြတဲ့မြင်ကွင်းကိုမြင်ပြီးဒီနေ့တော့တကယ်ပဲစိတ်တက်ကြသွားခဲ့ပါတယ်အရန်ကိုစိတ်ထိခိုက်လွန်လို့ကျမပါလို့ဒီနေရာမှာထိခံနေရတာလဲလို့တောင်းပြန်စဉ်းစားမိသွားတယ်ဒီလိုမချစ်တင်ခဲဖြစ်နေတဲ့ခါစားချက်ကိုဘယ်လိုဖြေဖြောက်ရမလဲမသိတော့ပါဘူးပြင်ဆင်ရေးတက်စုဝေတစ်ယောက်အနေနဲ့တာဝန်ထမ်းဆောင်နေပေမဲ့တကယ်တမ်းကျတော့နောက်ဆုံးပေါ်နည်းပညာကိုသင်ယူခွင့်တောင်မရှိဘူးဆိုတာတကယ်ကိုမတရားဘူးလို့ခန်းစားရပါတယ်ဒီမခံနိုင်တော့တဲ့အစိုးပြင်ဆင်ရေးတက်စုရဲ့တက်ချက်ကြီးဦးမြင့်ဆွေစီကိုတိုက်ရိုက်သွားပြီးကန့်ကွက်ခဲ့ကြပါတယ်အဖွဲ့ထဲမှာအသက်ကျွဆုံးဖြစ်တဲ့တင်းစီကရှေ့ဆုံးကနေဦးဆောင်သွားပါတယ်ပုံမှန်အချိန်တွေမှာတောင်မတရားတာကိုဒီမခံတတ်တဲ့သူမကဒီလိုအခြေအနေမျိုးမှာပဲသူထက်မဆိုရှေ့ကိုထွက်တတ်တဲ့သူမျိုးပါဆရာဘာဖြစ်လို့ကျမတို့ကိုဒီတင်တန်းတက်ခွင့်ကနေချန်လှပ်ထားရတာလဲလို့တင်းစီကစပြီးမေးခွန်းထုတ်ပါတယ်သူ့ဘေးမှာတော့စကားနည်းပေမဲ့ရုပ်တိကျကျစဉ်းစားတတ်တဲ့အေးကအေးစေးတည်ငြိမ်တဲ့လေတန်နဲ့ဆက်ပြောပါတယ်ကျမတို့လည်းပြင်ဆင်ရေးတက်စုဝင်တွေအနေနဲ့တာဝန်ထမ်းဆောင်နေတာဖြစ်လို့အမျိုးအစား69နည်းပညာကိုသင်ယူခြင်းပါတယ်ဘာဖြစ်လို့စီနီယာတွေပဲတင်တန်းတက်ခွင့်ရတာလဲဂျာတဲ့တငယ်ချင်းတွေကလည်းတစ်ယောက်ပြီးတစ်ယောက်ထောက်ခံအားပေးကြပါတယ်ပုံမှန်ဆိုစကားနည်းတဲ့ခင်မျိုးတောင်တတ်တည်မွေပြီးပြောခဲ့တယ်လို့ဆိုပါတယ်တမတို့အရင်အချင်းမပြည့်မီလို့လားဒါဆိုရင်တောင်အခွင့်အရေးလေးတော့ပေးတင်တာပေါ့ဒါမှတိုးတက်နိုင်မှာဟုတ်လားအမှန်အတိုင်းပြောရရင်ကျမလည်းအဲ့ဒီနေရာမှာအတူတူရှိကျင်ခဲ့တာပါဒါပေမဲ့ကျမကနောက်ဆုံးအထိနောက်တော့နေခဲ့မိတယ်အသံထွက်ပြောဖို့ယုံကြည်မှုမရှိခဲ့တာပါကျမလိုအောက်ခြေတပ်သားတစ်ယောက်အနေနဲ့တားနိုင်သလောက်ငြင်းနေတာကအကောင်းဆုံးဆိုတဲ့စကားကိုခဏခဏကြားခဲ့ရပြီးအဲ့ဒီလိုဝန်းကျင်မှာကြီးပြင်းလာခဲ့ရတာကိုစစ်တပ်ဆိုတဲ့နေရာကမူလကတည်းကဒီလိုပဲမဟုတ်လားရာထူးနေရင်ကိုထင်မြင်ချက်ကိုပြောတာထက်ခိုင်းတာကိုပဲတည်တည်ချာချာလုပ်ရမယ်ဆိုတာလေဒါပေမဲ့တငယ်ချင်းတွေကတော့တိမခံနိုင်တော့ပါဘူးပြင်ဆင်ရေးတက်စုဝင်တစ်ယောက်အနေနဲ့တာဝန်ထမ်းဆောင်နေမှာတော့အရေးအချင်းနဲ့ပဲအတိအမှတ်ပြုခံခြင်းတဲ့စိတ်ကအလုံးမှာတူတူပါပဲဒါပေမဲ့အဲ့ဒီခါစားချက်ကိုဖွင့်ဟပြောဆိုဖို့အတွက်ကတတိတစ်ခုလိုအပ်ပါတယ်အထူးသဖြင့်ရာထူးအစိတ်အတန်းခွဲခြားတဲ့စစ်တပ်လိုနေရာမှာအထက်အရာရှိကိုစန့်ကျင်ပြောဆိုဖို့ဆိုတာတကယ်ကိုမလွယ်ကူတဲ့ကိစ္စတစ်ခုပါခန်းခွဲတဲ့နေရာမှာတက်ချက်ကြီးဦးမြင့်ဆွေကအစပိုင်းမှာတော့ဘာမှမဖြစ်တယ်လို့ရင်းနေခဲ့ပေမဲ့ကနအကြမှာတော့မျက်နှာထားတင်းမာလာတယ်လို့ဆိုပါတယ်တင်းစီပြန်လာပြီးပြောပြတဲ့အကြောင်းအရာတက်ချက်ကြီးကဒီလိုပြောခဲ့တဲ့မင်းတို့တွေဒါကငါဆုံးဖြတ်လို့ရတဲ့ကိစ္စမဟုတ်ဘူးအထက်ကချပေးတဲ့တင်တန်းတက်ခွင့်ရသူတွေရဲ့စရင်အတိုင်းပဲလို့ရတာဆိုပြီးအဲ့ဒီစကားကိုပဲထပ်ခါပြောနေခဲ့တဲ့ကျမတို့ကအမျိုးအစား69မှာတရားဝင်တာဝန်မကြသေးလို့အကျုံးမဝင်ဘူးဆိုတဲ့သဘောမျိုးပေါ့ဒါပေမဲ့တင်းစီကလည်းမလျှော့ခဲ့ပါဘူးဒါဆိုရင်အရင်တာဝန်ချပေးလိုက်ရပြီးတာပဲမဟုတ်လားမဟုတ်ရင်တောင်ယာယီအနေနဲ့ဖြစ်ပါဝင်ခွဲပေးပါလို့ပြောခဲ့ပါတယ်အေးကလည်းရုပ်တိကြနဲ့ဝင်ပြောခဲ့တဲ့ဆရာကျမတို့အခုတာဝန်ယူနေတဲ့ MA တစ်တော်များကိုကလည်းကိုပိုင်ရဲ့အမြောက်ပါပဲအခြေခံသဘောတရားကတူတူပဲဖြစ်ရမှာဖြစ်တဲ့အတွက်ပါလို့နိပညာတစ်ကိုသင်ယူခွင့်တောင်မပေးရတာလေဒါပေမဲ့တက်ချက်ကြီးဦးမြင့်ဆွေရဲ့တုံ့ပြန်မှုကပိုပြီးတော့အေးဆက်လာခဲ့တယ်လို့ဆိုပါတယ်တပ်သားတစ်တွေကအရန်စကားများတာပဲဆိုတဲ့လေတန်နဲ့ဒီလိုစကားမျိုးတောင်ပြောခဲ့တဲ့မင်းတို့ MA တစ်တော်များကိုတောင်တီချာမကင်တတ်သေးပဲနဲ့ဘာတွေများတော်နေလို့အမျိုးအစား69ကိုကင်ကြရတာလေအတွေ့အကြုံလည်းမရှိသေးပဲနဲ့လောဘကြီးမနေကြနဲ့တားထဲမှာအရေးအချင်းကွာချလို့မဟုတ်ပဲတာဝန်မကြသေးဘူးဆိုတဲ့အကြောင်းပြချက်တစ်ခုတင်းနေနောက်ဆုံးပေါ်လက်နက်ကနေဖဲ့ချင်းခံရတာကမတရားဘူးမဟုတ်လားလို့တငယ်ချင်းတွေကမေးခွန်းထုတ်ခဲ့ပြီးမြဲတက်ချက်ကြီးကနောက်ဆုံးမှာတော့တိတ်ဆိတ်သွားခဲ့တယ်လို့ဆိုပါတယ်အဆုံးမှာတော့သူတို့ရဲ့အပြုအမူကိုပဲပြန်ပြီးထောက်ပြလာခဲ့တဲ့လက်တွေ့အတွေ့အကြုံလည်းမရှိသေးပဲနဲ့မကျေနပ်ချက်တွေကိုဖွင့်ဟပြောဆိုဖို့ကစောလုံးသေးတယ်အရင်ဆုံးကိုပေးထားတဲ့တာဝန်ကိုကြည်ပေါ်အောင်လုပ်ပြီးမှလိုချင်တာကိုတောင်းတယ်နောက်မကြပါဘူး
ဒီစကားကိုကြားတော့ခင်မျိုးကနောက်ဆုံးမှဒီလိုပြောခဲ့တဲ့ဒါဆိုပဲအချိန်အထိစောင့်ရမှာလဲကျမတို့လည်းတိုးတက်ခြင်းပါတယ်ဒါပေမဲ့တက်ချက်ကြီးဦးမြင့်ဆွေကဒီအတိုင်းပဲထိုင်ရာကထားပြီးစကားပြောဆိုမှုကိုရပ်တန့်သွားခဲ့တယ်လို့ဆိုပါတယ်တကယ်ကိုစိတ်ပြက်စရာကောင်းပြီးဒေါသထွက်စရာကောင်းတဲ့အခြေအနေတစ်ခုပါအားလုံးကဒီလိုစကားတွေ့ကြပြီးစိတ်သက်သာနေခဲ့ပေမဲ့ဒီမနေ့လူစစ်ချီမှာတကယ်ကိုမထိမှတ်ထားတဲ့ကြီးညာချက်တစ်ခုထွက်ပေါ်လာခဲ့ပါတယ်အမျိုးအစား69တင်တန်းမှာအပိုလူဦးရေထပ်ထည့်ဖို့ဆုံးဖြတ်ချက်ချလိုက်တယ်ဆိုတာပါပဲဒီလူတွေကကျမတို့တွေဖြစ်နေခဲ့တာပါကျမတို့တင်တန်းတက်နေတဲ့အချိန်မှာအမြောက်အဟောင်းတွေရဲ့ပြင်ဆင်ရေးကိုစီနီယာတွေကတာဝန်ယူပေးမယ်တဲ့တကယ်ပဲအိမ်မက်မက်နေသလားလို့တောင်းဖြစ်မိပါတယ်အရင်ကဆိုလက်နဲ့အဟောင်းတွေဘေးမှာအပိုပစ္စည်းစရင်ကိုပဲစိုက်ကြည့်နေခဲ့ရတဲ့ကျမတို့စီကိုရုတ်တရက်အခွင့်အရေးတစ်ခုရောက်လာခဲ့တာကိုအားလုံးကအရန်ပျော်လွန်းလို့အချင်းချင်းဖက်ပြီးဝမ်းသာခဲ့ကြပါတယ်ကျင်းစီကလက်သီးကိုချစ်ပါအောင်ဆုပ်ပြီးအော်ဟစ်ခဲ့ပါတယ်နိုင်ပြီးနောက်ဆုံးတော့ငါတို့အထိတ်ရောက်ပြီးအေးကတော့တိတ်ဆိတ်စွာပြောနေရင်းနဲ့မျက်ရည်တွေဝဲနေခဲ့ပါတယ်ခင်မျိုးကလည်းပုံမှန်နဲ့မတူပဲစိတ်လှရှားနေတဲ့အသံနဲ့ပြောခဲ့ပါတယ်မယုံနိုင်စရာပဲငါတို့လည်းနောက်ဆုံးတော့အမျိုးအစား69ကိုခံရတော့မယ်ဒါပေမဲ့တကယ်တမ်းမှာပူပြီးအော်စရာကောင်းတဲ့အကြောင်းကနောက်မှကြားခဲ့ရတာပါမနေ့ကကန့်ကွက်တဲ့နေရာမှာအခြေအနေကိုတိတ်ဆိတ်စွာစောင့်ကြည့်နေခဲ့တဲ့ဂျပန်လူမျိုးနည်းပြဆရာတယောက်ရှိခဲ့ပြီးဒီပုဂ္ဂိုလ်ကအနာဂတ်မှာရေရှည်အသုံးပြုဖို့အတွက်လက်တွေ့လုပ်ငန်းကိုစိတ်အားထက်သန်တဲ့တပ်သားတစ်တွေကိုလည်းမဖြစ်မနေလိုအပ်ပါတယ်လို့ပြောပြီးကျမတို့ကိုတင်တန်းမှာပါဝင်ခွင့်ပေးဖို့အထက်ကိုတိုက်ရိုက်တင်ပြပေးခဲ့တာလို့ဆိုပါတယ်ဒီဂျပန်လူမျိုးနည်းပြဆရာကအသက်30ကျော်လောက်ရှိပုံရပြီးတကယ်ကိုပညာရှင်တစ်ယောက်ရဲ့ပုံစံမျိုးပေါင်းနေတဲ့သူတစ်ယောက်ပါတငယ်ချင်းတွေကန့်ကွက်နေတဲ့ပုံစံကိုမြင်ပြီးတခုခုခန်းစားမိသွားတာဖြစ်မှာပေါ့တာသားငယ်လေးတွေရဲ့စိတ်အားထက်သန်မှုနဲ့စံတာကိုအတိအမှတ်ပြုပေးခဲ့တာပါဒီလိုနဲ့အထက်ကိုအဆိုပြုလွှာတင်ပြီးနောက်ဆုံးမှာတော့ဆုံးဖြတ်ချက်ကိုပြောင်းလဲပေးခဲ့တာဖြစ်ပါတယ်တကယ်ကိုကောင်းမွန်တဲ့အခွင့်အရေးတစ်ခုပါဒီအခွင့်အရေးကိုလက်တွေ့လို့မဖြစ်ဘူးဆိုတဲ့စိတ်နဲ့အားလုံးကစိတ်ကိုတင်းထားလိုက်ကြပါတယ်စီနီယာတွေပဲဒီတင်တန်းနေရာမှာအခုတော့ကျမတို့လည်းတရားဝင်ပါဝင်ခွင့်ရပြီးဆိုတဲ့အဖြစ်မှန်ကိုမယုံနိုင်အောင်ဖြစ်နေခဲ့ပါတယ်။နှင်းစီကကျမစီကိုလာပြီးပြောပါတယ်။သူစားနေလေဒီတစ်ခါတော့အမျိုးအစား69ကိုကန်ရတော့မယ်။တကယ်ပဲဝမ်းသာတယ်။အေးကလည်းထပ်ဖြစ်ပြောပါတယ်။ဒီအခွင့်အရေးကနေတစ်စိတ်ငါတို့အားလုံးပြောင်းလဲသွားရမယ်။တကယ်ပဲစူးစမ်းကြရအောင်။နောက်ဆုံးတော့ကျမလည်းအမျိုးအစား69ကိုတိုက်ရိုက်ခွင့်တွေ့ခွင့်ရတဲ့နေ့ကိုရောက်လာခဲ့ပါပြီ။အရင်ကပြတင်းပေါက်ကနေပဲညှိကြည့်ခဲ့ရတဲ့ဒီနောက်ဆုံးပေါ်လက်နဲ့ကိုအခုတော့ကိုလက်နဲ့တိုက်ရိုက်ပြင်ဆင်ခွင့်ရတော့မှာပါထိပေါင်းများစွာပိတ်ထားခဲ့တဲ့တကားတစ်ချကရုတ်တရက်ကြဲပြန့်ပွင့်သွားတယ်လို့ခန်းစားလိုက်ရပါတယ်ဂျပန်လူမျိုးနည်းပြဆရာရဲ့တင်တန်းစတင်ပါပြီပထမဆုံးတင်တန်းခန်းထဲကိုဝင်သွားတော့ကရေခုန်စိတ်လှရှားခဲ့ရတာကိုအခုထိမမေ့နိုင်သေးပါဘူးတိုင်ရှင်းတက်ရစွာစီစဉ်ထားတဲ့တင်တန်းခန်းထဲမှာအမျိုးအစား69ရဲ့အစိတ်အပိုင်းအမျိုးမျိုးကိုစနစ်တကျခင်းချင်းပြသထားပြီးမြက်တပြင်ကြီးပေါ်မှာတော့အမြောက်ရဲ့တိကျတဲ့ဖွဲ့စည်းပုံကိုထင်ရှားရှားပြသထားပါတယ်။နီးပြဆရာကသူ့ကိုယ်သူမိတ်ဆက်ပြီးစာတိုလို့နာမည်ပြောပါတယ်။အသက်30ကျော်လောက်ရှိပုံရပြီးပထမဆုံးတွေ့ဆုံချင်းကတည်းကတကယ်ကိုပညာရှင်တစ်ယောက်ရဲ့ပုံစံမျိုးပေါက်နေခဲ့ပါတယ်။တိုင်ရှင်းတဲ့အလုပ်သမားဝတ်ဆိုယုံကြည်မှုအပြည့်နဲ့ပြောဆိုတဲ့လေသံဒီတော့ပဲအရာထက်မဆိုအမျိုးအစား69အကြောင်းကိုရှင်းပြနေခြင်းကသူ့ရဲ့စိတ်အားထက်သန်တဲ့မျက်ဝန်းတွေကအမတ်တရားဖြစ်စရာပါပဲမင်္ဂလာပါအားလုံးပဲကျွန်တော်ဂျပန်ကလာတဲ့စာတူပါနောက်တစ်ပတ်အတွင်းအမျိုးအစား69ကိုပိုင်ရဲ့အမြောက်ရဲ့ပြင်ဆင်ရေးအကြောင်းကိုအတူတူလေ့လာသွားကြမှာဖြစ်လို့တကယ်ကိုမျှော်လင့်နေပါတယ်အမျိုးအစား69ကကိုပိုင်ရဲ့အမြောက်တစ်လက်သက်မဟုတ်ပါဘူးစနစ်တစ်ခုလုံးအနေနဲ့နားလည်ထားရင်ပိုပြီးလွယ်ကူပါလိမ့်မယ်အမျိုးအစား69မှာတောင်းတဲ့အဓိကကုန်ချမ်းပစ္စည်းအများစုကဂျပန်ကနေတင်ပို့ထောက်ပံ့ပေးတာပါဒါပေမဲ့ဒေသတွင်းမှာဝယ်ယူတာတွေအစားထိုးဝယ်ယူတာတွေလည်းဖြစ်နိုင်အောင်ဒီဇိုင်းထုတ်ထားပါတယ်ဒါကြောင့်ကျွန်တော်ကအခြေခံပြင်ဆင်ရေးကနေပြုပြင်ရေးအထိအချက်အလက်အားလုံးကိုမကြမ်းရအောင်တင် जा ပေးသွားမှာပါဆရာစာတို့ကအစပိုင်းမှာတော့အလွန်အခြေခံကြတဲ့အကြောင်းအရာတွေကနေစတင်ခဲ့ပါတယ်ဘီတုံးပြတွေနဲ့ဘီဆက်ကျိုးတွေလိုမျိုးအဓိကကုန်ချမ်းပစ္စည်းတွေအကြောင်းကိုရှင်းပြခဲ့ရှင်းပြပုံကတကယ်ကိုစနစ်တကျရှိပါတယ်အမျိုးအစား69ကအလေးချိန်49တန်ရှိတဲ့အတွက်ဘီတုံးတွေကမြန်စားပါတယ်အထူးသဖြင့်ခမားတို့ရှိနေတဲ့ဒီလိုတောင်ပေါ်ဒေသတွေနဲ့ကျန်းတန်းတင်လန်းတွေမှာမောင်းနှင်ပြီးတဲ့နောက်မှာပျက်စီးမှုတွေကကနဖြစ်တတ်ပါတယ်ဆရာစာတို့ကတကယ်တမ်းစားသွားတယ်
B3 ပြကိုပြရင်းရှင်းပြခဲ့ပါတယ်။ဘယ်အပိုင်းကအရင်ဆုံးစားသွားလဲ။လဲလေရမယ့်အချိန်ကပဲတော့လဲ။ပြီးတော့လဲလေတဲ့အခါမှာတတိထားရမယ့်အချက်တွေကဘာတွေလဲဆိုတာကိုတစ်ခုချင်းစီအသေးစိတ်သင်ပေးခဲ့ပါတယ်။ချောစီတွေနဲ့ဟိုက်တာလက်စီတွေကလည်းတစ်ခုနဲ့တစ်ခုမတူညီတဲ့လက္ခဏာတွေရှိပါတယ်။အလိုအလျောက်ကြီးဖြစ်စနစ်3စီဟိုက်တာလက်ပီအားစနစ်3စီအမြောက်ကောင်းတဲ့စနစ်3စီတွေကအားလုံးမတူညီတဲ့အတွက်အမျိုးအစားကိုတည်တည်ချာချာခွဲခြားပြီးပုံမှန်လဲတဲ့ပေးရပါမယ်။ဒီအချက်တွေကအမှန်အတိုင်းပြောရရင်ကျမတို့အားလုံးသိပြီးသားအကြောင်းအရာတွေပါ။အဲ့ဒီလောက်ကတော့လက်ဆွဲစာအုပ်ထဲမှာအကုန်ရေးထားတာကိုဒါပေမဲ့ဒီလွိုင်ကိုပြင်ဆင်ရေးတက်စုမှာတောင်းဆိုတဲ့အဆင့်ကအဲ့ဒီထက်အများကြီးပိုနဲ့ရှားပါတယ်။အသေးစိတ်အစိတ်အပိုင်းတစ်ခုချင်းစီရဲ့ခံနိုင်ရည်နဲ့ဒီဇိုင်းသဘောတရားအထိနားလည်ထားမှပြင်ဆင်ရေးသမားတစ်ယောက်အနေနဲ့အတိအမှတ်ပြုခံရတာပါ။ဒီဟိုက်တာလက်ပံကိုကြည့်ပါ။အတွင်းပေါင်းပစ္စတင်ရဲ့လက်ပတ်ပုံသဘောတရားကိုနားမလည်ရင်ချွေးရွေးမှုအကြောင်းရင်းကိုတိတိကျကျသိနိုင်မှာမဟုတ်ပါဘူး။ဆရာစာတို့ကတကယ်အစိတ်အပိုင်းကိုဖြုတ်ပြရင်းရှင်းပြနေတာကတကယ်ကိုအံ့ဩစရာကောင်းပါတယ်။ရှုပ်ထွေးပုံရတဲ့အစိတ်အပိုင်းတစ်ခုချင်းစီကဘယ်လိုအခန်းကဏ္ဍကနေပါဝင်နေလဲ။ဘာကြောင့်ဒီလိုဖွဲ့စည်းပုံနဲ့ဒီဇိုင်းထုတ်ထားရတာလဲဆိုတာအထိရှင်းပြပေးတော့နားလည်ရတာပိုပြီးလွယ်ကူသွားပါတယ်။ဒါကတက္ကသိုလ်ရဲ့မဟာပွဲအဆင့်ထက်မကတဲ့ပညာရေးအဆင့်တစ်ခုလို့ပြောရင်ဒါလုံလုံကဲကဲဖြစ်မှာမဟုတ်ပါဘူး။ဒါပေမဲ့တကယ်အံ့ဩစရာကောင်းတာကအားလုံးကဒီတင်တန်းကိုအယံမျောလင်းနေကြလို့တခုမကြံသိခြင်းတဲ့စိတ်နဲ့အလွန်အမင်းအာရုံစိုက်နေကြတာပါပဲ။မိကုန်းတွေကမဆုံးနိုင်အောင်ထွက်လာပါတယ်။အေးကအရင်ဆုံးလက်ထောင်မိပါတယ်။ဒီအစိတ်အပိုင်းရဲ့လဲလေရမယ့်အချိန်ကဘယ်တင်နာရီလဲပတ်ပြီးတင်နောက်လဲခံမှန်းကြည့်အပြင်နာရီ1000လောက်ပါ။ဒါပေမဲ့အသုံးပြုတဲ့ပတ်ဝန်းကျင်အလိုက်ပြောင်းလဲနိုင်ပါတယ်။တင်းစီကလည်းဆက်ပြီးမိကုန်းထုတ်ပါတယ်။လဲလေတဲ့အချိန်မှာဘယ်အချက်တွေကိုအထူးသတိထားရမလဲ။ကောင်းတဲ့မိကုန်းပါပဲ။မြန်မာနိုင်ငံရဲ့တောင်ပေါ်ဒေသလိုအေးတဲ့နေရာတွေမှာစီရဲဖြစ်ချွေးမှုပြောင်းလဲတာကအရေးကြီးပါတယ်။အားလုံးကမှတ်စုရင်းနေကြတာလက်မနာနိုင်အောင်ပါပဲ။ဘာဖြစ်လို့လဲဆိုတော့ဒီနေရာမှာမိကုန်းတစ်ခုတောင်တေတေချာချာမမင်းနိုင်ပဲနောက်ကျကြံခဲ့ရင်အမြောက်အဟောင်းတာဝန်ခံနေရကိုပြန်သွားရတော့မှာကိုကျမတို့အတွေ့ဒီအခွင့်အရေးကတကယ်ကိုနောက်ဆုံးအခွင့်အရေးတစ်ခုဆိုတာကိုအားလုံးကသိနေကြတာပါအဲ့ဒီအချိန်မှာကျမကတော့ဒုက္ခရောက်နေခဲ့ပါတယ်တင်တန်းကိုတေတေချာချာနားထောင်ရမှာဖြစ်ပေမဲ့ဆရာစာတို့ရဲ့မျက်နှာကိုပဲကြည့်နေမိတာပါစကားပြောပုံကလည်းအယံနုညံ့ပြီးရှင်းပြနေတဲ့အချိန်ကလက်ဟန်ချင်းဟန်တွေကလည်းတီးဝမ်းမှုတယောက်လိုတိကျလွန်လို့အာယုံစူးစိုက်မှုပြတ်သွားခဲ့ပါတယ်တကယ်ကိုဒုက္ခပါပဲအခုလိုအချိန်မှဒီလိုဖြစ်နေလို့မဖြစ်သေးဘူးလေခေါင်းထဲမှာဤပညာဆိုင်ရာစကားလုံးတွေကိုမှတ်သားရမယ်လက်ကလည်းမှတ်စုရေးရမယ်ဖြစ်ပေမဲ့မျက်လုံးကတော့ဆရာစာတို့စီကိုပဲရောက်သွားပါတယ်ဘာပဲဖြစ်ဖြစ်တင်တန်းကတော့ဆက်သွားနေခဲ့ပါတယ်အမြောက်ပြောင်အတွင်ပိုင်းအစိတ်အပိုင်းတွေအကြောင်းရှင်းပြတာကဆက်လာပေမဲ့ဒီအပိုင်းကတကယ်ကိုစိတ်ဝင်စားစရာကောင်းပါတယ်ပြောင်းအတွင်းနံရံတွေနဲ့နောက်ပိတ်တွေကကြီးစားပစ်ခတ်လေလေအတွင်းပိုင်းမှာကာဗွန်တွေစုပုံလာနေပါပဲအကျိအရေးအတွက်တစ်ခုပြေးတိုင်းမဖြစ်မနေလဲနေပေးရပါတယ်အဲ့ဒီလိုမှမဟုတ်ရင်ပြစ်မှတ်ထိမှမှုနှုံးကတိတိတသာကြာဆင်းသွားပါလိမ့်မယ်ဆရာစာတို့ကတကယ်တမ်းစားသွားတဲ့ပြောင်းအတွင်းနံရံကိုပြရင်ရှင်းပြခဲ့ပါတယ်ကြီးစားပြတ်သွားပြီးတဲ့နောက်မှာပြစ်ခတ်မှုတိကျမှုအပေါ်သက်ရောက်တဲ့အကျိုးသက်ရောက်မှုအထိအသေးစိတ်တင်ပေးခဲ့ပါတယ်ပြစ်ခတ်မှုထိန်းချုပ်စနစ်တွေနဲ့ digital စနစ်တွေလိုမျိုးဘက်ထရီကိုအခြေခံတဲ့လက်နက်တွေကများပြားပေမဲ့မြန်မာနိုင်ငံရဲ့တောင်ပေါ်ဒေသလိုအေးတဲ့နေရာတွေမှာအကုန်နှုံးကအယမ်းများတဲ့အတွက်အမြင့်တန်းအရန်တန်းအားအခြေအနေကိုထိန်းသိမ်းထားရပါမယ်။ခင်မျိုးကလက်ထောင်ပြီးမေကွန်းထုတ်ပါတယ်။အရန်တန်းအားကိုဘယ်လိုစီမံခန့်ခွဲရမလဲ။ဘက်ထရီအခြေအနေကိုနေ့စဉ်စစ်ဆေးပြီးအပူချိန်အလိုက်စွမ်းဆောင်ရည်ပြောင်းလဲမှုကိုစောင့်ကြည့်ဖို့လိုအပ်ပါတယ်။လေဆိပ်စကားတွေနဲ့လောင်စာဆီစကားတွေလိုမျိုးကလည်းအမျိုးအစား69ရဲ့ဒီဇယ်အင်ဂျင်လက္ခဏာအရာမဖြစ်မနေပုံမှန်လဲလှယ်ပေးရပါမယ်။ထုံထူးတဲ့ဒေသတွေနဲ့စောင်းရာသီတွေမှာစကားရဲ့တက်တန်းကတိတိတသာတိုးတောင်းသွားတတ်ပါတယ်။ပြင်ဆင်ရေးအချိန်စရာအကြောင်းရှင်းပြတာကလည်းတကယ်ကိုစနစ်တကျရှိပါတယ်။နေ့စဉ်စစ်ဆေးမှုမှာဟိုင်းကနေအေးပေးရင်ကျန်းစစ်စနစ်စစ်ဆေးတာကအခြေခံဖြစ်ပြီးအပတ်စဉ်နဲ့လစဉ်ပြင်ဆင်ရေးမှာတော့ပြီးသုံးစစ်ဆေးတာကြီးဖြစ်ဆက်အခြေအနေအမြောက်ပြောင်းတန့်ရှင်းရေးနဲ့အတွေ့ပိုင်းစစ်ဆေးတာတွေကမဖြစ်မနေလုပ်ရမယ်လို့ပြောပါတယ်။ပြစ်ခတ်ပြီးတဲ့နောက်မှာတော့အမြောက်ပြောင်းထိတ်ကရှော့ပါတွေနဲ့ကျန်းစစ်ပစ္စည်းအလုံးကိုစစ်ဆေးရပါမယ်။ပြီးတော့ရာသီဥတုပြောင်းလဲတဲ့အချိန်မှာအေးပေးစနစ်နဲ့ဟိုင်းကလစ်စနစ်မှာသုံးတဲ့အထူးစီတွေကိုလဲလှယ်ပေးရတာကမဖြစ်မနေလိုအပ်ပါတယ်တဲ့။ဆရာစာတို့ကအထူးသဖြင့်မြန်မာနိုင်ငံရဲ့ရာသီဥတုအခြေအနေကိုအလေးပေးပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံလိုအေးမြတဲ့ဒေသတွေမှာအမအယွင်းသေးသေးလေးတစ်ခုကြောင့်စနစ်တစ်ခုလုံးကခဲသွားနိုင်ပါတယ်။ဒါကြောင့်ပြင်ဆင်ရေးအချိန်ဇယားကိုတိတိကျကျလိုက်နိုင်ရပါမယ်တဲ့။တကယ်ကိုမျက်စိလေလောက်ပေမဲ့ခန္ဓာကိုယ်ကအလို့ရသွားအောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့အသက်အတန်လိုက်လုပ်ခဲ့ပါတယ်။အမျိုးအစား69ကိုတိုက်ရိုက်ကင်တွေခွေရယုံနဲ့တင်ကျမအရင်ကထိခံခဲ့ရတဲ့အချိန်တွေကိုတမျိုးစရာမရှိဘူးလို့ခံစားမိပါတယ်။ဟုတ်ပါတယ်ဆရာစာတို့ရဲ့မျက်နှာကိုပဲကြည့်ရင်တယောက်တည်းရင်တွေးခုန်နေခဲ့တာကတော့အဲ့ဒါကတတ်ပြဿနာတစ်ခုပါပဲနေ့လေထမင်းစားချိန်ရောက်တော့တငယ်ချင်းတွေနဲ့အချိန်ကြည့်ပြီးထမင်းစားဆောင်မှာစုဝေးခဲ့ကြပါတယ်မနေ့ပိုင်းတစ်လျှောက်လုံးကြလာတဲ့အချက်အလက်တွေကြောင့်ကောင်းတွေပေါက်ကွဲထွက်မတတ်ဖြစ်နေပေမဲ့တကယ်ကိုအော်ဆရာကောင်းတာကထမင်းစားရင်းနဲ့တောင်အားလုံးကမိကွန်းမိတာကိုမရနိုင်ခဲ့ကြပါဘူးဘယ်သူမှစမပြောဘဲနဲ့စုံမကန်ခင်မှာတင်းစီကမေးလာပါတယ်ဟိုအေးပေးရည်လဲလေရမယ်အချိန်စရာကရာဒီဥတုအလိုက်ပြောင်းလဲတယ်ဆိုတာဟုတ်တယ်မလားအေးကတိဝက်စားပြီးသားပကံပေးမှာပြင်ဆင်ရေးမှတ်စုစာအုပ်ကိုထုတ်ပြီးဖြေပါတယ်ခဏလေးအဲ့ဒါကိုဆရာစာတို့ပြောသွားတယ်လေဟိုက်က listening နဲ့ခွဲကြပြီးစီမံခန့်ခွဲရမယ်တဲ့ဒါကနေ့လေစာစားချိန်မဟုတ်တော့ပဲပြင်ဆင်ရေးပြန်လေချင်းချင်းဖြစ်နေပါပြီဒါပေမဲ့တကယ်ကိုအော်ဆရာကောင်းတာကဆရာစာတို့ပါပဲမိကွန်းတွေကတခုပြီးတခုထွက်လာတော့ဇိုးကိုချပြီးတခုချင်းစီကိုတေချာဖြေချပေးခဲ့ပါတယ်အမြောက်ပြောင်းအာယုံခံကြရနဲ့ဆက်ထားတဲ့ပြက်စစ်ကြိုးကိုပါလို့ခွေးထားရတာလဲပြင်ပပြင်ဆင်ရေးဆန်နှုံအရာခွေးပြုထားတဲ့ပူအားဆုံးရှုံးမှုကဘယ်လောက်အထိလဲတကယ်ကိုအသေးစိတ်ကအစအကုန်ရှင်းပြပေးနေပေမဲ့အဲ့ဒီအချိန်မှာကျမကတော့ညစ်ကြနေခဲ့မိပါတယ်အဲ့ဒီမျက်နှာစကားပြောပုံအဲ့ဒီမျက်ဝန်းတွေကြောင့်ဒါကတော့ချစ်မိသွားတာကအမှန်ပဲလို့ထင်ပါတယ်ဘယ်လိုမှမသိဘူးအုံနောက်ထဲကိုပြင်ဆင်ရေးဆိုင်ရာစကားလုံးတွေနဲ့အတူထူးဆန်းတဲ့ခန်းစားချက်တွေပါရောပြီးဝင်လာနေတယ်လို့ပါပဲဒါပေမဲ့အဲ့ဒီအချိန်မှာစိတ်ထဲမှာထူးဆန်းစွာနဲ့ရှုပ်ထွေးသွားခဲ့ပါတယ်အမြောက်အဟောင်းပြင်ဆင်ရေးကိုပြီးလို့နောက်ကျပြီးထမင်းစားဆောင်ထဲဝင်လာတဲ့စီနီယာတွေကဆရာစာတူကိုသဘာဝကြကြစကားပြောနေကြတာကိုအော်ဆရာစာတူဒီမှာရှိနေသေးတာကိုဟိုတခါကအဲ့ဒီဒီဇိုင်းပုံချမ်းကိစ္စလေးဆရာကျေးဇူးကြောင့်အားလုံးအဆင်ပြေသွားပြီအဲ့ဒီလိုစကားတွေကြားလိုက်ရတော့ရင်ထဲမှာဒိခနဲဖြစ်သွားပါတယ်ဘယ်လိုမှန်းမသိဘူးကျမတို့ထက်အများကြီးပိုရင်းနှီးပြီးပိုသိနေတယ်လို့ဖြစ်တဲ့အဲ့ဒီအငွေအသက်ကြောင့်မနာလိုဖြစ်မိသွားပါတယ်ပြင်ဆင်ရေးကိစ္စထက်ဒီလိုခန်းစားချက်တွေကပိုပြီးရှုပ်ထွေးပြီးခက်ခဲပါတယ်ဒါကြောင့်ဆုံးဖြတ်ချက်ချလိုက်ပါတယ်ဒီထက်ပိုပြီးအရှုံးပေးလို့မဖြစ်တော့ဘူးဆရာစာတို့ပြီးမှတခုမကြံသင်ယူသွားမယ်လို့အဲ့ဒီအချိန်မှာပဲဆရာစာတို့ကထမင်းစားပြီးရင်းဒီလိုပြောလိုက်ပါတယ်ဂျပန်ကအမျိုးအစား69ကိုရောင်းပြီးတာနဲ့ပြီးသွားတာမဟုတ်ပါဘူးကျွန်တော်တို့ကစနစ်တစ်ခုလုံးကိုရောင်းချခဲ့တာပါကုန်ကျန်းပစ္စည်းတွေအထိပါပဲဒါကြောင့်ဤပညာဖတ်တဲ့ရေးကတကယ်ကိုအရေးကြီးပါတယ်ကျွန်တော်ကအဲ့ဒီအခန်းကဏ္ဍကိုအပြည့်အဝထမ်းဆောင်နေတာပါပဲပြီးတော့ဒီမှာရှိနေတဲ့တင်တန်းသားတွေထဲကထူးချွန်တဲ့လူအချို့ကိုဂျပန်မှာပြုလုပ်မဲ့အစင်းမြင့်တင်တန်းအတွက်ထပ်မံရွေးချယ်သွားမှာပါဖြစ်နိုင်တာကတော့ကျွန်တော်နဲ့အတူတူသွားရမှာပါအဲ့ဒီစကားကိုကြားလိုက်ရတော့တကယ်ပဲတလုံးသားကပေါက်ခွဲထွက်မတတ်ဖြစ်သွားပါတယ်ယူသွားမတတ်ပါပဲမျက်စိရှိမှစကားပြောနေပေမဲ့ဘယ်လိုမှန်းမသိဘူးဘိုက်ထဲမှာရာကြီးကြီးဖြစ်နေပြီးကောင်းထဲမှာလဲဗလာဖြစ်နေပေမဲ့တလုံးသားကတော့ယူမတတ်ခုန်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာကျမဆုံးဖြတ်ချက်ချလိုက်ပါတယ်ဒီတစ်ပတ်အတွင်းမှာဆရာစာတူဘေးမှာနေပြီးအရာအလုံးကိုသင်ယူသွားမယ်လို့လက်တွေ့မှာရောသီအိုရီမှာရောပါပဲဖြစ်မိကုန်းကိုလည်းပထမဆုံးမိမယ်မတ်စုကိုလည်းအကျိုးစားဆုံးရေးမယ်ဆရာစာတူရှင်းပြတာနဲ့ချက်ချင်းမျက်လုံးချင်းစုံပြီးလက်ထောင်လိုက်မယ်အခွင့်အရေးကတခါပဲရှိပါတယ်ဂျပန်ကိုအတူတူသွားရမယ်လူကကျမပဲဖြစ်ရမယ်ဆုံးဖြတ်ချက်ချလိုက်တဲ့နေ့ကစပြီးအသက်ရှူချိန်တောင်မရှိပဲပြေးလွှားခဲ့ပါတယ်အလို့ဆင်းပြီးအဆောက်ပြန်ရောက်တာနဲ့ချက်ချင်းမှတ်စုစာအုပ်ကိုထုတ်ပြီးပြန်လေ့ကျင့်ခဲ့ပါတယ်ပြင်ဆင်ရေးလက်ဆွဲစာအုပ်ကတော့ကောင်းအောင်အောက်မှာထားပြီးအိတ်တဲ့အစ်ရောက်နေပါပြီအစပိုင်းမှာတော့အားလုံးကနောက်တလို့ပြောင်းတလို့လုံနေခဲ့ပေမဲ့တရက်ကြာလာတဲ့အခါမှာတငယ်ချင်းတွေကလည်းတပြေးပြေးနဲ့အလေးအနက်ထားလာကြပါတယ်အထူးသဖြင့်တင်းနေမှာတော့ကြည်ဖြစ်ဆက်ရဲ့လေပတ်ပုံဖွဲ့စည်းပုံကိုဘယ်လိုမှနားမလည်နိုင်လို့အလုတ်စင်းချိန်မှာစင်းကြံမှာတယောက်တည်းရေရွနေမိပါတယ်တကယ်ပဲနားမလည်ဘူးဒါကဘယ်လိုလေပတ်တာလဲအဲ့ဒါကိုကြားတဲ့ဆရာစာတို့ကတိတ်ဆိတ်စွာချင်းကပ်လာပြီးပြောပါတယ်သူစားအဆင်ပြေရင်လားနားမလည်တာရှိရင်ကျွန်တော်ကိုဖုန်းဆက်လိုက်ပါအချိန်မရွေးအဲ့ဒီစကားကတကယ်ပဲရင်ထဲကိုထိမှန်သွားတယ်လို့ပါပဲအဲ့ဒီနေ့ကတင်တန်းပြီးတဲ့နောက်မှာဆရာစာတို့ကတိတ်ဆိတ်စွာပြောလာပါတယ်သူစားအချင်းရှိရင်အနီးအနားမှာ
တိတ်ဆိတ်တဲ့လက်ဖက်ရည်ဆိုင်တစ်ဆိုင်ရှိတယ်ပြန်လေကျင့်တာကိုကူညီပေးမယ်လေအဲ့ဒီစကားကြောင့်ထလုံးသားကတကယ်ပဲတက္ကနာရက်သွားမတတ်ဖြစ်ခဲ့ပါတယ်အဲ့ဒီလိုနဲ့တယောက်တက်တက်ကနေနေဝေးတယ်တိတ်ဆိတ်တဲ့လက်ဖက်ရည်ဆိုင်ကိုသွားခဲ့ကြပါတယ်ရတင်းပေါက်ဘေးကခုံမှာလက်ဆွဲစာအုပ်ကိုပြန်ပြီးအမြောက်ကောင်းလက်တဲ့အပိုင်းကပုံချကိုထပ်ဆွဲရင်းပြန်လေ့ကျင့်နေခဲ့ဆရာစာတူရှင်းပြပေးတဲ့အသံလက်ဟန်ကြီးဟန်စကားလုံးတစ်ခုချင်းစီကိုထပ်ပြီးဆွဲလန်းသွားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲတကားဝါကနေရင်းနှီးတဲ့အသံတစ်ခုကြားလိုက်ရတယ်လို့နဲ့တငယ်ချင်းတွေကဒီရောက်ပြီးတယောက်ဝင်လာကြပါတယ်တင်းစီကအရင်ဆုံးအော်ပြောပါတယ်သူစားဒီမှာဘာလုပ်နေတာလဲဆရာစာတူလည်းရှိနေတာကိုမင်္ဂလာပါအဲ့ဒီအတန်ကြောင့်တက္ကနာမျက်နှာတွေပူထူသွားပေမဲ့ချက်ချင်းပဲအားလုံးကတဘာဝချချနဲ့ကျမဘေးမှာလာထိုင်ကြပါတယ်အေးကရေရင်းနဲ့ပြောပါတယ်နေကတကယ်ပဲဂျပန်သွားဖို့စိတ်အားထက်သန်နေတာပဲခင်မျိုးကလည်းထပ်ဖြစ်ပြောပါတယ်ဒါပေမဲ့တကယ်ပဲစူးစမ်းလွန်လို့ငါတို့လည်းအားကြရတယ်အဲ့ဒီလိုပြောပြီးအားလုံးကမှတ်စုစာအုပ်ကိုထုတ်ပြီးကို့အလုပ်ကိုတိတ်ဆိတ်စွာနဲ့ပြန်လေ့ကျင့်ကြပါတယ်ဆရာစာတို့ကအဲ့ဒီလိုကျမတို့ကိုကြည့်ပြီးတိတ်ဆိတ်စွာပြောရင်းတယောက်ချင်းစီရဲ့မိကုံးတွေကိုဖြေချပေးရင်းနဲ့နောက်ဆုံးအထိအာယုံစူးစိုက်မှုမပြတ်ခဲ့ပါဘူးထူးဆန်းပါတယ်ပုံမှန်ဆိုရင်အနှောက်အယှက်ဖြစ်တယ်လို့ခန်းစားမိမှာဖြစ်ပေမဲ့အဲ့ဒီနေ့ကဘာကြောင့်မှန်းမသိဘူးဒီအဖွဲအတူတူရှိနေလို့စိတ်အားတက်ကြွတယ်လို့ခန်းစားမိပါတယ်ကျမတို့အားလုံးသိနေကြတာပါဒါကတိဦးချင်းရွေးချယ်ပွဲလို့ထင်ရပေမဲ့တကယ်တမ်းမှာတော့အဖွဲလိုက်ပြင်ဆင်ရေးစွမ်းရည်ကအရေးကြီးတဲ့အကဲဖြတ်ဆန်လုံးတစ်ခုဆိုတာကိုပေါ့ဒီရောက်မှသွားရင်ကျမတို့အားလုံးချသွားနိုင်တယ်ဆိုတာကိုပဲသူ့ထက်မဆိုပိုသိနေကြလို့ပိုစူးစမ်းပြီးပိုဂရုစိုက်ခဲ့ကြပါတယ်နားမလည်တာတွေကိုအချင်းချင်းမေးမြန်းပြီးလက်တွေ့လေ့ကျင့်ခန်းဆက်ရင်လုပ်ငန်းစဉ်ကိုအလွတ်ကျက်ဖို့အပြန်အလှန်မိကွန်းထုတ်ခဲ့ကြပါတယ်အရင်ကဆိုအင်သာသွားရင်တောင်အမြောက်ပြောင်အတွင်ပေါင်းဖိအားတွက်ချက်တဲ့ပုံတင်နည်းကိုပြန်လေ့ကျင့်နေတဲ့အဆင့်ရောက်နေပါပြီအခုပြန်စဉ်းစားကြည့်လိုက်တော့အဲ့ဒီတစ်ပါကနည်းပညာသင်တန်းတက်မဟုတ်ခဲ့ပါဘူးကျမတို့အတွက်တကယ်ကိုအတိတ်ပဲရှိတဲ့အထက်အပြောင်းတစ်ခုဖြစ်ခဲ့ပါတယ်အမျိုးအစား69ဆိုတဲ့လက်နဲ့တစ်ခုကိုကြော်လို့ပြီးကျမတို့ကိုယ်တိုင်ကိုပြောင်းလဲဖို့အတွက်အားလုံးကအရာအားလုံးကိုပုံဟောခဲ့တဲ့အချိန်တစ်ခုပါပဲပြီးတော့ကျမကအဲ့ဒီအချိန်တွေထဲမှာတည့်ရဆရာစာတို့နဲ့နည်းနည်းစီနိဆန့်လာခဲ့ပါတယ်အဲ့ဒါကနည်းပညာအတွက်တက်လားဒါမှမဟုတ်တဖြည်းဖြည်းကြီးထွားလာတဲ့ကျမရဲ့ခန်းစားချက်ကြောင့်လားဆိုတာကတော့အခုထိကျမကိုယ်တိုင်တောင်တေချာမသိသေးပါဘူးအဲ့ဒီလိုလေးလာနေရင်းနဲ့တကယ်ပဲပြင်ဆင်ရေးတဆုထဲမှာကျမတို့အဖွဲ့ကိုရှင်နိုင်တဲ့အဖွဲ့မရှိတော့ပါဘူးမျက်စိမိထားရင်တောင်အခြေခံစစ်ဆေးမှုတွေအားလုံးကိုလုံနိုင်တဲ့အဆင့်ရောက်နေပြီးလက်တွေ့လေ့ကျင့်ခန်းမှာလက်နက်ကိုဖြုတ်ပြီးပြန်တက်စင်တာကလည်းအခုတော့တဘာဝကြနဲ့လက်ကအရင်ရောက်သွားတဲ့အဆင့်ရောက်နေပါပြီစာသားအတိုင်းပြောရရင်ခန္ဓာကိုယ်မှာဆွေးနေခဲ့တာပါဒါပေမဲ့အဲ့ဒီလုပ်ငန်းစဉ်မှာကျမကနောက်ထပ်ပြောင်းလဲမှုတစ်ခုကိုခန်းစားနေခဲ့ရပါတယ်ဆရာစာတို့ကိုကြည့်တဲ့ကျမရဲ့ခန်းစားချက်ကတင်းနေနဲ့ရှိုင်းလာနေတာကိုညင်းလို့မရပါဘူးအစပိုင်းမှာတော့ကောင်းတဲ့ဆရာတယောက်လိုပဲထင်ခဲ့ပေမဲ့ပဲအချိန်ကစားပြီးတော့ဆရာစာတို့ရဲ့အတန်ကိုချားယုံနေရင်တွေးခုံလာပြီးဘေးနာကိုလာပြီးလက်တွေ့ကူညီပေးတန်းမျက်နှာတွေညီရဲလာခဲ့ပါတယ်ဒီလိုခန်းစားချက်ကရှက်စရာကောင်းပေမဲ့တစ်ဖက်မှာလည်းကြာမြင့်စွာမခံစားခဲ့ရတယ်ဒီရင်ခုန်တန်ကပိုပြီးတန်ဖို့ရှိတယ်လို့ထင်မိပါတယ်တင်းစီကတစ်နေမှာယုံကြည်မှုအပြည့်နဲ့ပြောပါတယ်ဘီတုံးလဲတဲ့အလောက်ကငါတို့ကအမြန်ဆုံးပဲထင်တယ်အေးကလည်းခေါင်းညိတ်ရင်းထဖြစ်ပြောပါတယ်ဟိုက်တာလေးစနစ်စစ်တာလဲအတူတူပဲစီနီယာတွေထက်ငါတို့ကပိုပြီးတေချာလုပ်နေတယ်လို့ထင်တယ်တကယ်ပဲအဲ့ဒီအတိုင်းပါပဲကျမတို့ကအစကတည်းကအစင်လေးလာရင်းနဲ့အခြေခံကိုခိုင်းမအောင်လုပ်ထားခဲ့တာပါစီနီယာတွေကအတွေ့အကြုံများပေမဲ့စနစ်တစ်ကိုလိုက်ပြောညီထွေဖြစ်အောင်လုပ်ဖို့အချိန်ကြာတဲ့အပေါ်မှာကျမတို့ကတော့အစကတည်းကအမျိုးအစား69နီလန်နဲ့လေးလာခဲ့လို့ပိုပြီးတိကျနေခဲ့တာပါအဲ့ဒီလိုကျမတို့ကိုစောင့်ကြည့်နေတဲ့ဆရာစာတို့ရဲ့မျက်နှာအမူအရာကနေကုန်ယူမှုလိုမျိုးကိုဖန်ရှုနိုင်ခဲ့ပါတယ်ကိုတပြည့်တွေကကောင်းမွန်စွာကြီးပြင်းလာတဲ့မြင်ကွင်းကိုကြည့်နေတဲ့ဆရာတယောက်ရဲ့နှွေးထွေးတဲ့အပြောင်းမျိုးပေါ့အဲ့ဒီအပြောင်းကိုမြင်တိုင်းကျမကပိုစူးစမ်းခြင်းစိတ်ဖြစ်ပြီးဆရာစာတို့စီကအတိအမှတ်ပြုခံခြင်းတဲ့စိတ်ကပြင်းပြလာခဲ့ပါတယ်နောက်ဆုံးမှာတော့အကဲဖြတ်တဲ့နေ့မှာတဘာဝကြပဲကျမတို့အဖွဲ့ရွေးချယ်ခံခဲ့ရပါတယ်ကြီးညာတဲ့အချိန်မှာအားလုံးကလက်ခုပ်တီးခဲ့ကြပေမဲ့စီနီယာအချို့ရဲ့မျက်နှာအမူအရာကတော့အရန်တိတာနေခဲ့ပါတယ်မကျင်တဲ့မှုကိုမဖုံးကွယ်နိုင်ပဲခါးသီးစွာပြုံးနေတဲ့မျက်နှာအဆုံးမှာတော့ဘေးနာမှာတယောက်တည်းဘာတွေရေရုပ်နေလဲဆိုတဲ့အတန်တွေတောင်ကြားနေခဲ့ရပါတယ်အဲ့ဒီအချိန်မှာကျမက
ရှုံးထွေးတဲ့ခံစားချက်တွေနဲ့ပြည့်တဲ့နေခဲ့ပါတယ်။ပျော်ရွှင်မှုနဲ့အတူတူတောင်းပန်စိတ်နဲ့အပြည့်ရှိသလိုခံစားချက်တွေပါရောနှောနေခဲ့ပါတယ်။စီနီယာတွေရဲ့စိတ်ပြက်နေတဲ့မျက်နှာအမူအရာကိုမြင်တော့စိတ်ထဲမှာလေးလံသွားခဲ့ပါတယ်။ဒါပေမဲ့တစ်ချိန်တည်းမှာပဲတာကကျမတို့တရားဝင်ရရှိခဲ့တဲ့ရလတ်ဆိုတဲ့ဂုဏ်ယူမှုလည်းရှိနေခဲ့ပါတယ်။စီနီယာတွေအချင်းချင်းပြောနေတဲ့အတန်ကိုကြားနေခဲ့ရပါတယ်။တာတာတစ်တွေကကောင်းသွားတာပါပဲ။ငါတို့ကအခြေခံတွေအားလုံးခံမအောင်လုပ်ထားပေးခဲ့လို့လေနောက်စီနီယာတစ်ယောက်ကလည်းဒီလိုပြောပါတယ်ဂျပန်သွားပြီးပါတွေတင်ပါလေပြန်လာရင်ငါတို့ကပဲပြန်တင်ပေးရမှာပဲအဲ့ဒီစကားကိုကြားရင်ကျမဒေါသထွက်ခဲ့ပါတယ်ကျမတို့ရဲ့စူးစမ်းမှုကိုပေါ်ပေါ်တန်တန်ပြောနေသလိုဖြစ်နေလို့တကယ်ကိုစိတ်မကောင်းဖြစ်ခဲ့ပါတယ်ထားလိုက်ပါတော့အဲ့ဒီလူတွေကငါတို့ကိုလိုက်မမိနိုင်တော့ဘူးဒါကလည်းနဲ့တစ်ဖြစ်ပြီးနောက်ဆိုရင်ဒီအမျိုးအစား69စနစ်ကိုတေချာချာနားလေတဲ့ငါတို့မရှိရင်ဒီပြင်ဆင်ရေးတပ်စုတစ်ခုလုံးလည်းပတ်နိုင်မှာမဟုတ်တော့ဘူးခေတ်ကပြောင်းသွားပြီနောက်ဆိုရင်ငါတို့ကအဓိကပဲစီနီယာတစ်ယောက်ကနောက်ဆုံးမှသီးမခံနိုင်တော့ပဲဆရာစာတူရှေ့မှာမျက်ရည်ဝဲရင်းတိုင်တည်ခဲ့ပါတယ်ဆရာစာတူကျမတို့လည်းတကယ်ပဲအကျိုးစားဆုံးလုပ်ခဲ့တာပါအရန်စိတ်မကောင်းဖြစ်မိပါတယ်နောက်ဆုံးမှတော့ဆရာစာတူကလည်းတနာသွားလို့ထင်ပါတယ်အဲ့ဒီစီနီယာကိုတစ်သိမ့်ပေးနေခဲ့ပါတယ်အဲ့ဒီမြင်ကွင်းကိုမြင်တဲ့အချိန်မှာကျမရုတ်တရက်မနာလို့စိတ်တွေဖြစ်ပေါ်လာခဲ့ပါတယ်။ဘာလို့ဆရာစာတူရှိမှအဲ့ဒီလိုအားနည်းတဲ့ပုံစံပြရတာလဲ။ပြီးတော့ဘာလို့ဆရာကအဲ့ဒီလိုပုံစံကိုတနာနေရတာလဲ။တက္ကနာအတွင်းမှာအရန်ဒေါသထွက်လွန်းလို့အခုချက်ချင်းပြေးသွားပြီးတယောက်ကိုခွဲထုတ်ခြင်းစိတ်ဖြစ်ပေါ်လာခဲ့ပါတယ်။ငါဒီနေရာကိုရောက်လာဖို့ဘယ်လောက်တိခံခဲ့ရတယ်လို့ထင်နေလဲဆိုပြီးပေါ့။ဒါပေမဲ့တိခံလိုက်ပါတယ်။အခုကကျမတို့ကုန်ပြုတ်ခံရမယ့်အချိန်ဖြစ်လို့ပါဆရာစာတို့ကတကယ်ကိုလူကြီးဆန်ဆန်တုံ့ပြန်ခဲ့ပါတယ်စီနီယာတွေရဲ့အတွေ့အကြုံကလည်းတကယ်ကိုတန်ဖိုးရှိပါတယ်ဒါပေမဲ့ဒီတစ်ခါရွေးချယ်မှုကအနာဂတ်ဖွံ့ဖြိုးတိုးတက်နိုင်ခြင်းနဲ့ဤပညာသစ်ကိုသင်ယူနိုင်စွာကိုအဓိကထားပြီးကြည့်ခဲ့တာပါအဲ့ဒီလိုပြောရင်းနဲ့စီနီယာတွေရဲ့မာနကိုမထိခိုက်အောင်တတိထားပြီးစကားလုံးရွေးချယ်နေခဲ့ပါတယ်အဲ့ဒီလိုဆရာရဲ့ပုံစံကိုမြင်ပြီးကျမကနောက်တစ်ခါချစ်မိသွားခဲ့ပါတယ်ဘယ်လိုအခြေအနေမှာမဆိုတည်ငြိမ်ပြီးတရားမျှတတဲ့ပုံစံပြီးတော့လူတိုင်းကိုဂရုစိုက်တဲ့နှွေးထွေးတဲ့တလုံးသားအထီးတကယ်ကိုပြီးပြည့်စုံတဲ့လူတစ်ယောက်လို့ထင်မိပါတယ်အကဲဖြတ်ပြီးတဲ့နောက်ကျမတို့အဖွဲ့နဲ့ဆရာစာတို့ကတင်းငယ်တဲ့ကုန်ပြုပွဲလေးတစ်ခုလုပ်ခဲ့ကြပါတယ်တိတ်ဆိတ်တဲ့စားတောက်ဆိုင်တစ်ခုမှာအားလုံးစုဝေးပြီးတကယ်ကိုစိတ်ကျေနပ်တဲ့အထီးစားတောက်ပြီးရင်မောခဲ့ကြပါတယ်ဒါဆိုရင်တကယ်ပဲဂျပန်သွားရတော့မယ်ဆရာနဲ့အတူတူပေါ့မယုံနိုင်အောင်ဖြစ်နေခဲ့ပါတယ်လေးချီရေးတက်တိုင်းကခဲမှာပဲပုံဖော်ခဲ့တဲ့အဲ့ဒီနိုင်ငံကိုအခုကျမတိုက်ရိုက်သွားရတော့မှာပါအဲ့ဒါကလည်းအရေးအချင်းရှိတဲ့သူတယောက်အနေနဲ့ပါဒါပေမဲ့ဘယ်အရာထက်မဆိုဆရာစာတိုနဲ့ပို့ပြီးအချိန်များများကုံဆုံးခွင့်ရမယ်ဆိုတာကအရင်ခုံဆုံးပါပဲဂျပန်မှာဘယ်လိုပုံစံပြမလဲအလုပ်ချိန်နဲ့မတူတဲ့ပေါ်ပေါ်ပါပါပုံစံကိုလည်းမြင်ရမှာလားစဉ်းစားကြည့်ရုံနဲ့ရင်သွေးခုန်နေခဲ့ပါတယ်တင်းစီကဖန်ခွက်ကိုမြောက်ပြီးဟစ်ခဲ့ပါတယ်တကယ်ပဲလုံနိုင်ခဲ့ပြီငါတို့လုံနိုင်ခဲ့ပြီအေးကမျက်ရည်ဝဲရင်းနဲ့ပြောပါတယ်အစပိုင်းမှာတော့တကယ်ပဲမျက်စိလေလန်းပြောင်းနေခဲ့ပြီမေဒီလိုရလက်ထွက်လာလိမ့်မယ်လို့မထင်ခဲ့ဘူးအဲ့ဒီနေ့ကအားလုံးပဲလောက်တောက်ခဲ့ကြလဲဆိုတာမမ်းမိတောင်မမမ်းမိတော့ပါဘူးရင်လိုက်ငိုလိုက်စကားတွေဇက်တိုက်ပြောလိုက်နဲ့စိတ်ထဲကနေတခုခုကိုအတူတူပြင်းမြောက်အောင်လုပ်နိုင်ခဲ့တဲ့လူတွေပဲပိုင်ဆိုင်နိုင်တဲ့လေတို့ကကျမတို့ကြားမှာစီစင်းနေခဲ့ပါတယ်ရက်အနေငယ်ကြာရင်ခရီးထွက်ရတော့မှာပါခရီးဆောင်အိတ်ကိုဖွင့်ပြီးပစ္စည်းတွေထည့်ရင်ဒီလောက်ရင်ခုန်ခဲ့ရတာကမွေးကလေးကပထမဆုံးအကြိမ်ပါပဲစိတ်ရောကိုယ်ပါအားလုံးကခရီးထွက်ဖို့အသင့်ဖြစ်နေခဲ့ပါပြီဆရာစာတို့ကလည်းကျမတို့နဲ့အတူတူအဲ့ဒီနေရာမှာရှိနေခဲ့ပေမဲ့တကယ်ကိုသဘာဝချာချာနဲ့ရောနှောနေခဲ့ပါတယ်ဂျပန်သွားရင်တကယ်ပဲအများကြီးသင်ယူနိုင်မှာပါဒီမှာသင်ခဲ့တဲ့အခြေခံပေါ်မှာပို့ပြီးအဆင့်မြင့်တဲ့အကြောင်းအရာတွေကိုလေ့လာသွားမှာပါဘာတွေသင်ရမှာလဲကျမကစိတ်ဝင်စားလို့မေးလိုက်ပါတယ်အမှန်အတိုင်းပြောရရင်ဘာတွေသင်ရမလဲဆိုတာထက်ဆရာစာတော်နဲ့ပို့ပြီးစကားပြောကျင်ခဲ့တာပါထုတ်လုပ်ရေးလုပ်ငန်းစဉ်ကိုလေ့လာတာကနေစပြီးနောက်ဆုံးပေါ်နည်းပညာလမ်းကြောင်းတွေပြီးတော့အဆင့်မြင့်ပြင်ဆင်ရေးနည်းစနစ်တွေအထိဖြစ်နိုင်တာကတော့ခမည်းတော်စိတ်ကူးထားတာထက်အများကြီးပို့ပြီးစနစ်တကျရှိမှာပါအဲ့ဒီစကားကိုကြားပြီးပို့ပြီးမျောလင်းချက်တွေကြီးမားလာခဲ့ပါတယ်ရိုးရိုးခရီးသွားတာမဟုတ်ပဲတကယ်ကိုပညာရှင်တစ်ယောက်အနေနဲ့ကြီးထွားနိုင်မယ့်အခွင့်အရေးတစ်ခုပါပြီးတော့ပဲအရာထက်မဆိုးဆရာစာတိုနဲ့အတူတူကုံဆုံးခွင့်ရမယ်အစားထိုးမရတဲ့အချိန်တစ်ခုလည်းဖြစ်ပါတယ်ပြီးတော့ကျမယုံကြည်နေပါတယ်
ဒီခရီးကရိုးရိုးအလုပ်ကိစ္စခရီးစဉ်တစ်ခုတာမှမဟုတ်လေ့ကျင့်ရေးတစ်ခုမဟုတ်ပဲကျမဘဝရဲ့လမ်းကြောင်းပြောင်းလဲသွားမယ့်အစတစ်ခုဖြစ်လာမှာပါလို့ဆရာစာတိုနဲ့အတူတူရှိနေမယ့်အချိန်တွေတိုးပွားလာတာကလည်းရင်ခုန်စရာကောင်းပြီးဂျပန်ဆိုတဲ့နိုင်ငံကိုလိုက်ရိုက်တွေ့ကြုံခန်းစားခွင့်ရမှာကလည်းတကယ်ကိုပျော်စရာကောင်းပါတယ်။တငယ်ချင်းတွေနဲ့အတူတူပြီးမြောက်အောင်လုပ်နိုင်ခဲ့တဲ့ရလဒ်ဖြစ်လို့ပိုပြီးအတိတ်ပဲရှိခဲ့ပါတယ်။ဒီရောက်တဲ့မဟုတ်ပဲကျမတို့အတူတူဖန်တီးခဲ့တဲ့ရလဒ်ဖြစ်လို့ပါ။နောက်ဆိုရင်ဂျပန်မှာလည်းဒီအဖွဲ့လိုက်စွမ်းဆောင်ရည်ကိုဆက်ပြီးထိန်းသိမ်းထားနိုင်မယ်လို့ထင်ပါတယ်။ဒါပေမဲ့အဲ့ဒီအရာအလုံးထက်ဆရာစာတိုနဲ့အသစ်စတင်နိုင်မယ့်မျှော်လင့်ချက်ကကျမစိတ်ထဲမှာအကြီးမားဆုံးနေရာယူထားခဲ့ပါတယ်။လေရင်ပေါ်မှာထူးဆန်းစွာနဲ့တိတ်ဆိတ်နေခဲ့ပါတယ်။တပ်စုတစ်ခုချင်းစီကထူးချွန်တဲ့အဖွဲ့တွေနဲ့တခြားတပ်တွေကပြင်ဆင်ရေးအဖွဲ့တွေအထိအားလုံးစုလိုက်တော်လူစေကနန်းလောက်ရှိမယ်ဖြစ်ပါတယ်။အားလုံးကမတိတဲ့သူတွေဖြစ်ပေမဲ့ကျမတို့ကရွေးချယ်ခံရတဲ့လူတွေဆိုတဲ့သူညီတဲ့ဂုဏ်ယူမှုတစ်ခုရှိပြီးအဲ့ဒါတစ်ခုတည်းနဲ့ပဲစကားမပြောဘဲနဲ့နားလည်မှုရနေတဲ့လေတုတစ်ခုရှိနေခဲ့ပါတယ်။ဒါပေမဲ့ကျမစိတ်ထဲမှာတော့တစ်ချိန်လုံးရင်တွေးခုန်နေခဲ့ပါတယ်။ဆရာစာတိုနဲ့အတူတူဂျပန်သွားရမယ်ဆိုတဲ့အတွေးနဲ့ဒီညလုံးစိတ်လှုပ်ရှားပြီးတည်တည်ချာချာအိမ်မပြောခဲ့တာကိုလေရင်ပြန်တက်တာနဲ့ချက်ချင်းတိတ်ဆိတ်သွားပြီးကျမလည်းကောင်းကိုပြီးရင်းနဲ့တိတ်တိတ်ချိုက်ချိုက်အိပ်ပျော်သွားခဲ့ပါတယ်။ဒါကိုလုံးမှာပင်ပန်းနွမ်းနေမှုတွေပြန်ထန်သွားပြီးအရင်နေ့အထိအိမ်မပြောခဲ့လို့ထင်ပါတယ်။လေရင်ပေါ်ရောက်မှစိတ်တွေငြိမ်သက်သွားတယ်လို့ပါပဲ။အိမ်မက်ထဲမှာတောင်းဆရာစာတိုပါလာခဲ့ပါတယ်။ဂျပန်မှာကျမကိုလမ်းညွှန်ပေးပြီးနေရအမျိုးမျိုးကိုအတူတူသွားကြည့်ကြတဲ့ချုံမြိတ်တဲ့အိမ်မက်တစ်ခုပေါ့။အဲ့ဒီလိုအိမ်မက်မဲ့ရင်းနဲ့ဘယ်လောက်တောင်ရင်မောခဲ့လဲမသိဘူး။မျက်လုံးပွင့်သွားတဲ့နောက်မှာတောင်စိတ်တွေကြည်နေခဲ့ပါတယ်။ပြီးတော့ရောက်ရှိခဲ့ပါပြီ။ချူဘူးအပြည့်ပြဆိုင်ရာလေစိတ်ဆန်ထရင်ရတကားပွင့်ပြီးပထမဆုံးအကြိမ်အဲ့ဒီကြီးမားတဲ့လေစိတ်ရဲ့မြင်ကွင်းကိုမျက်စိထဲဝင်လာတော့ကျမတကယ်ပဲအသက်ရှူရမှတဖြစ်သွားခဲ့ပါတယ်။လေစိတ်တစ်ခုလုံးကဇလန်တပုတ်လိုပါပဲ။မှန်သားမြက်တစ်ချက်ကနေနေရောင်ကြီးတွေကျဆင်းနေပြီးမြက်တာချက်ကနေချမ်းပြင်အထီရောက်ပြန်ဟန့်နေတဲ့အဲ့ဒီကြည်လင်တဲ့အဆောက်အအုံတွေကြားမှာနေဝအလံတွေကထုတ်ခတ်နေခဲ့ပါတယ်။အလိုအလျောက်တကားကိုဖြတ်သွားတော့ကီမိုနိုဝတ်ထားတဲ့အဲလန်ကျော်တွေထွက်လာပြီးပိုစတာပေါ်မှာတော့ကာခွေရေးပြင်ဆင်ရေးလေးကြည့်ရေးအဖွဲ့မှကြိုးစိုးပါသည်ဆိုတဲ့စာသားကထင်ထင်ရှားရှားရေးထားခဲ့ပါတယ်။တက္ကနာအတွင်းမှာတကယ်ပဲအသက်ရှူရမှတာဖြစ်သွားခဲ့ပါတယ်။အိမ်မက်ထဲမှာမှတ်ခဲ့တဲ့ကြီးတော့စာအုပ်တွေသတင်းတွေမှာပေးမြင်ခဲ့ဘူးတဲ့အဲ့ဒီနိုင်ငံကတကယ်ပဲကျမကိုကြိုးစိုးနေတယ်လို့ခန်းစားလိုက်ရပါတယ်။ဆရာစာတိုကလည်းဒီအချိန်ကိုအတူတူရှိနေတာကတကယ်ကိုဝမ်းသာစရာကောင်းပါတယ်။ဆရာစာတိုကကျမကိုသူ့နိုင်ငံကိုဖိတ်ခေါ်ခဲ့တယ်လို့ခန်းစားလိုက်ရပါတယ်။ဆရာစာတိုနဲ့အတူတူဂျပန်ရဲ့ပထမဆုံးအချိန်ကိုကြိုးစိုးခွင့်ရတာကဘယ်လောက်တောင်ထူးခြားလဲဆိုတာမပြောပြတတ်အောင်ပါပဲ။အဲ့ဒီအချိန်မှာဆရာစာတိုကကျမတို့ကိုဥဆောင်ပြီးတန်းစီရွှေ့ပြောင်းစီပြီးဂျပန်တာဝန်ရှိသူတွေစီကိုဒီရောက်ချင်းစီကျမတို့နာမည်စရင်ကိုပေးအပ်ပြီးထုတ်ဆက်နေခဲ့ပါတယ်။အစပိုင်းမှာတော့အတူတူသွားရမယ်လို့ထင်ခဲ့တာပါ။အတူတူလေးချစ်ရေးစခန်းကိုသွားရမယ်လို့ပေါ့။ဒါပေမဲ့ဆရာစာတိုကနောက်ဆုံးမှစီစဉ်နေရင်းနဲ့နောက်ဆုံးမှလမ်းကြောင်းလွဲသွားခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီးထူးဆန်းတဲ့စိုးရိမ်စိတ်တစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။ဘာလို့ရုတ်တရက်တယောက်တည်းဖြစ်သွားတယ်လို့ခံစားရတာလဲဆရာစာတိုဘေးမှာမရှိတော့ရုတ်တရက်အရာအလုံးကမတိတဲ့ကြောက်စရာအရာတွေလို့ခံစားလိုက်ရပါတယ်။အဲ့ဒီအချိန်မှာကျမကကြောင်ကြီးပြင်းရနေရင်းနဲ့မတိစိတ်နဲ့နောက်ကိုလှည့်ကြည့်မိလိုက်ပါတယ်။ပြီးတော့အဝေးကလူအုပ်ထဲမှာဆရာစာတိုရဲ့ပုံရိပ်ကိုမြင်လိုက်ရပါတယ်။အလိုအလျောက်လက်ပြလိုက်မိပါတယ်။ကျမဒီမှာရှိတယ်။အတူတူသွားကြရအောင်ဆိုတဲ့စိတ်နဲ့ပါ။ဒါပေမဲ့အဲ့ဒီအချိန်မှာသူ့ဘေးနားမှာရှိနေတယ်။ဂျပန်အမျိုးသမီးတစ်ယောက်ကဆရာစာတိုစီကိုချင်းကပ်လာပြီးရင်မောရင်းစကားပြောလိုက်ပြီးသူ့ဘေးကနေပြေးလာတယ်။ကလေးငယ်တစ်ယောက်ကဆရာစာတိုရဲ့လက်မောင်းထဲကိုပွေးဖက်လိုက်တာကိုမြင်လိုက်ရပါတယ်။အဲ့ဒီမြင်ကွင်းကိုမြင်တဲ့အချိန်မှာတကူလုံးကအာရင်တွေကုန်ဆုံးသွားတယ်လို့ပါပဲ။မှားပြီးလို့ထင်မိပြီးရင်ကွင်းနာကြတယ်ဆိုတဲ့စကားကတကယ်ပဲလို့ခန်းစားချက်လဲဆိုတာနားလည်သွားခဲ့ပါတယ်။အချောင်းရင်းကိုမသိပါဘူး။ရိုးရိုးပြင်ဆင်ရေးတင်တန်းကနီးပြဆရာတစ်ယောက်စီနီယာတစ်ယောက်အနေနဲ့လေးစားခဲ့တဲ့သူတစ်ယောက်ဖြစ်ပေမဲ့အဲ့ဒီမြင်ကွင်းတစ်ခုတည်းနဲ့ခန်းစားချက်အလုံးကတပြိုင်နက်တည်းပေါက်ကွဲထွက်လာခဲ့ပါတယ်။ရင်ထဲမှာအယမ်းနာကျင်သွားပါတယ်။ဒီစုံတစ်ယောက်ကကျမကလုံးသားကိုစောက်ကန်ထားတယ်လို့ပါပဲ။ဆရာစာတိုကအဲ့ဒီအမျိုးသမီးနဲ့ကလေးကိုကြည့်ပြီးရင်မောနေတဲ့ပုံစံကကျမနဲ့အတူတူရှိနေတဲ့အချိန်နဲ့မတူတယ်လို့ဖြစ်နေလို့ပိုပြီးစိတ်ထိခိုက်သွားခဲ့ပါတယ်။ပိုပြီးတဘာဝကြပြီးပိုပြီးအေးချမ်းနေတယ်လို့ပါပဲ။ပြီးတော့မျက်ရည်တွေကျလာခဲ့ပါတယ်။အချောင်းရင်းကိုရှင်းပြဖို့လည်းမဖြစ်နိုင်။ဖုံးကွယ်ဖို့လည်းမဖြစ်နိုင်ခဲ့ပါဘူး။ကျမဘာလို့ဒီလောက်စိတ်ထိခိုက်နေလဲ။ဘာလို့
ဒီလောက်မချင်မနှက်ဖြစ်နေလဲဆိုတာကိုတိုင်တောင်နားမလည်နိုင်ခဲ့ပါဘူး။ရိုးရိုးတန်ဖိုးရှိတဲ့အရာတစ်ခုကိုဆုံးရှုံးသွားတယ်လို့ခံစားလိုက်ရပါတယ်။တငယ်ချင်းတွေကကျမကိုထူးဆန်းစွာနဲ့ကြည့်နေကြပါတယ်။ဘာဖြစ်တာလဲလို့မေးပေမဲ့ရိုးရိုးကောင်းခါပြလိုက်ရုံပါပဲ။စကားပြောလိုက်ရင်ပိုပြီးထူးဆန်းသွားမှာစိုးလို့ပါ။ပြီးတော့အမှန်အတိုင်းပြောရရင်ကိုဘာခံစားနေလဲဆိုတာကိုတောင်တိတိကျကျမသိခဲ့ပါဘူး။ရင်းစီကစိုးရိမ်တကြီးနဲ့မေးလာပါတယ်။အဆင်ပြေရဲ့လားရုတ်တရက်မျက်နှာမကောင်းဘူး။အေးပင်ပန်းလို့ပါ။လေရင်ခရီးကရှည်တော့လေညာခဲ့တာပါ။ပင်ပန်းတာမဟုတ်ပဲရင်ထဲမှာနာကျင်နေတာပါ။နောက်ဆုံးမှတော့ကျမတို့ကဘတ်စကားစီးပြီးလေ့ကျင့်ရေးစခန်းကိုရွှေ့ပြောင်းခဲ့ပြီးညီလာခံခန်းမရှိတဲ့ကောလိပ်အဆောက်အအုံမှာတရားဝင်ကြိုဆိုပွဲပြုလုပ်ခဲ့ပါတယ်။ကာကွယ်ရေးဝန်ကြီးဌာနကတာဝန်ရှိသူတွေဂျပန်ကာကွယ်ရေးစက်မှုလုပ်ငန်းကုမ္ပဏီတွေပြီးတော့လေ့ကျင့်ရေးစခန်းကတာဝန်ရှိသူတွေထွက်လာပြီးကျမတို့ကိုကြိုဆိုခဲ့ပေမဲ့ကျမနားထဲမှာအဲ့ဒီစကားတွေကသေသေးချာချာမဝင်ခဲ့ပါဘူး။တစ်ချိန်လုံးအဲ့ဒီမြင်ကွင်းကခေါင်းထဲမှာပတ်ချလည်နေခဲ့တာကိုဆရာစာတို့ကိုတိတဲ့အဲ့ဒီကလေးပြီးတော့ဆရာစာတို့နဲ့တဘာဝကြကြစကားပြောနေခဲ့တဲ့အဲ့ဒီအမျိုးသမီးတခါတိလေဆရာစာတို့ရဲ့မိသားစုများလားဒါဆိုရင်ကျမကအရင်ကဘာတွေစိတ်ကူးရင်နေခဲ့တာလဲမနေ့ပြန်ကစားပြီးတရားဝင်လေ့ကျင့်ရေးအချိန်ဇယားစတင်တော့မှာပါဒါပေမဲ့ရင်ခုန်စိတ်လှုပ်ရှားမှုထက်ရှုပ်ထွေးတဲ့ခန်းစားချက်တွေကပိုကြီးမားနေခဲ့ပါတယ်အားလုံးကအဆောင်မှာဂျပန်အကြောင်းကိုရှာဖွေနေကြပေမဲ့ကျမကတော့ကတင်ပေါ်မှာနေရင်းနဲ့အိမ်မပြောနိုင်ခဲ့ပါဘူးမျက်စိမိတ်လိုက်ရင်အဲ့ဒီမြင်ကွင်းကအချိန်ချင်းပေါ်လာနေတာကိုဆရာစာတို့ကကလေးကိုပွေပြီးရင်မောနေခဲ့တဲ့အဲ့ဒီအခြေအဲ့ဒီအပြောကကျမသိခဲ့တဲ့အဲ့ဒီအပြောနဲ့တူနေလို့ပိုပြီးနာကျင်ခဲ့တာဖြစ်နိုင်ပါတယ်တခါတိလေကျမကအစကတည်းကအထင်မှားနေခဲ့တာလားဆရာစာတို့အပေါ်ကျမရဲ့ခန်းစားချက်ကရိုးရိုးတစ်ဖက်သက်ခန်းစားချက်တစ်ခုပဲလားအဲ့ဒီလိုစဉ်းစားနေတော့ပိုပြီးစိတ်တွေလေးလံလာခဲ့ပါတယ်မျက်တာချက်ကိုကြည့်ရင်းနဲ့အမျိုးမျိုးစဉ်းစားနေရင်းနဲ့ဘယ်အချိန်မှမိုးလင်းသွားလဲတောင်မသိလိုက်ပါဘူးမနေ့ပြန်လေ့ကျင့်ရေးမှာဆရာစာတို့နဲ့ထပ်တွေ့ရတော့မှဖြစ်ပေမဲ့ဘယ်လိုမျက်နှာနဲ့ရင်ဆိုင်ရမလဲမသိတော့ပါဘူး theory သင်ခန်းစာကတခုမှနားထဲမဝင်ခဲ့တယ်လို့လက်တွေ့သင်ခန်းစာကလည်းလက်ထဲမဆွဲခဲ့ပါဘူးခေါင်းထိပ်မှာရှုပ်ထွေးနေပြီးပါလို့အမားတွေပဲထက်ခါလုံနေခဲ့ပါတယ်နီးပြဆရာရှင်းပြတဲ့နောက်ဆုံးပေါ်ပြင်ဆင်ရေးနည်းစနစ်တွေအစိတ်အပိုင်းသိလန်းတဲ့နည်းတွေအားလုံးကရိုးရိုးလေးထဲမှာလွှင့်နေတဲ့စကားလုံးတွေလို့ခန်းစားလိုက်ရပါတယ်လက်တွေ့ချိန်မှာတော့ပိုပြီးဆိုးရွားခဲ့ပါတယ်ပုံမှန်ဆိုရင်လွယ်ကူကူလုံနိုင်တဲ့အခြေခံစစ်ဆေးမှုတွေတောင်လက်တွေတုံပြီးတေးသေးချာချာမလုံနိုင်ခဲ့ပါဘူးဘောလ်တီလုံးပေးဖို့တောင်အချိန်ချင်းပြန်လုပ်ရပြီးလက်ဆွဲစာအုပ်ကိုကြည့်လဲစာလုံးတွေကမျက်စိထဲမဝင်ခဲ့ပါဘူးတငယ်ချင်းတွေကကျွမ်းကျင်စွာနဲ့လုံနေကြတဲ့အလုပ်တွေကိုကျမတိရောက်တဲ့နောက်ကြပြီးဒုက္ခရောက်နေတော့တကယ်ကိုစိတ်မကောင်းဖြစ်မိပါတယ်တင်းစီကစိုးရိမ်တကြီးနဲ့မေးလာပါတယ်သူစားအဆင်ပြေရဲ့လားမကြသေးခင်ကတစ်ချိန်လုံးငြိမ့်ငိုင်နေတယ်လို့ပဲအေးအာယုံဆိုင်လို့မရလို့ပါလင်ညာခဲ့တာပါဆရာစာတို့အကြောင်းကိုပဲစဉ်းစားနေတော့ရင်ထဲမှာမွန်းချက်ပြီးအသက်ရှူရတာတော့ခက်ခဲနေခဲ့တာပါအချိန်ကအလဟတ်တာကုံဆုံးသွားပြီးပဲအချိန်မှာအချိန်စရာတိဝက်ကျော်သွားလဲဆိုတာကိုမယုံနိုင်အောင်ပါပဲနောက်ရက်အနေငယ်ပဲကြတော့တယ်ဆိုတာကဖိအားဖြစ်လာပြီးကျမတကယ်ပဲဒုက္ခရောက်နေပြီဆိုတဲ့အတွေးနဲ့ဘာမှမပြောနိုင်ပဲဖြစ်နေခဲ့ပါတယ်ဒီအတိုင်းလေးကြည့်ရပြီးလို့မြန်မာနိုင်ငံပြန်သွားရင်ဆရာနဲ့တကယ်ပဲပြီးဆုံးသွားမှာလားအဲ့ဒီလိုစဉ်းစားနေတော့ပိုပြီးစိတ်တွေလေးလံလာခဲ့ပါတယ်ညပတ်လဲအိမ်မပြောနိုင်ခဲ့ပါဘူးမျက်တာချက်ကိုစိုက်ကြည့်ရင်းနဲ့အဲ့ဒီနေ့လေးစိတ်ကမြင်ကွင်းကိုအချိန်ချင်းပြန်စဉ်းစားနေခဲ့ပါတယ်ဆရာစာတို့ကအဲ့ဒီအမျိုးသမီးနဲ့ကလေးကိုကြည့်ပြီးရင်မောနေခဲ့တဲ့ပုံစံအဲ့ဒီတဘာဝကြတဲ့မျက်နှာအမှုအရာကတစ်ချိန်လုံးကောင်းထဲမှာပတ်ချလည်နေခဲ့ပါတယ်ကျမကဆရာစာတို့အတွက်ပါလဲရိုးရိုးသင်ကြားပေးရမယ့်ကြောင်းသူတယောက်ပဲလားတငယ်ချင်းတွေကအဲ့ဒီလိုကျမရဲ့အခြေအနေကိုထူးဆန်းတယ်လို့ထင်နေပုံရပါတယ်စကားနီးသွားပြီးမျက်ဝန်းတွေကထုံးငင်နေတာကိုတတိထားမိလို့ထင်ပါတယ်ဘယ်သူမှမသိဘူးဆရာစာတို့စီကိုစကားသွားပြောခဲ့ပုံရပါတယ်သူစားကတင်းနေရနေမကောင်းဖြစ်နေပုံရတယ်လို့အေးကနောက်မှပြောပြပါတယ်သူစားမချသေးခင်ကအရန်ထူးဆန်းနေတယ်လေ့ကျင့်ရေးမှလည်းငင်းငိုင်နေတယ်တခါတစ်လေတင်းနေရနေမကောင်းဖြစ်နေတာလားခင်မျိုးကလည်းစိုးရိမ်တကြီးနဲ့ထဖြစ်ပြောပါတယ်ဟုတ်တယ်ပထမဆုံးရောက်တော့ကနေတခြားလူတစ်ယောက်လိုပဲတခုခုစိတ်မကောင်းဖြစ်နေပုံရတယ်ပြီးတော့တကယ်ပဲဆရာစာတို့ကတိတ်ဆိတ်စွာချင်းကပ်လာပြီးမေးလာပါတယ်သူစားဒီနေရနေမကောင်းဖြစ်နေတာလားအဲ့ဒီစကားကြောင့်မျက်စိရှိမှခြားလဲသွားခဲ့ပါတယ်
ဆရာစာတို့ရဲ့နူးညံ့တဲ့အတန်ကိုကြားတဲ့အချိန်မှာအရင်ကထိန်းချုပ်ထားခဲ့တဲ့ခန်းစားချက်အလုံးကတပြိုင်နက်တည်းပေါက်ကွဲထွက်လာခဲ့ပါတယ်ခန္ဓာကိုယ်ကနာကျင်တာမဟုတ်ပေမဲ့ပါလို့မှန်းမသိဘူးရင်ထဲမှာနာကျင်နေပါတယ်စကားနဲ့ရှင်းပြလို့မရတဲ့ခန်းစားချက်နဲ့ရိုးရိုးအာနိစွာနဲ့ဖြေလိုက်ပါတယ်နည်းနည်းအနာယူခြင်းလို့ပါဆရာစာတို့ကကျမမျက်နှာကိုစိုက်ကြည့်ပြီးစိုးရိမ်နေတဲ့မျက်နှာအမူအရာနဲ့ကြည့်နေခဲ့ပါတယ်အဲ့ဒီမျက်ဝန်းကနေစိတ်ရင်းမှန်နဲ့စိုးရိမ်နေတာကိုခန်းစားမိနိုင်ခဲ့ပါတယ်အရန်ပင်ပန်းနေပုံရတယ်အဆင်ပြေရင်ဆေးရုံတစ်ခေါက်သွားကြည့်မလားမဟုတ်ဘူးအဆင်ပြေပါတယ်နည်းနည်းမရင်ကြီးသေးလို့ထင်ပါတယ်ဆရာစာတို့ကအဲ့ဒီစကားကိုတစ်ချိန်လုံးစိတ်ထဲမှာဆွဲနေပုံရပါတယ်ဒါကြောင့်အဲ့ဒီနေ့ညနေမှာတိတ်ဆိတ်စွာနဲ့ညစာအတူတူစားမလားလို့ဖိတ်ခေါ်ခဲ့ပါတယ်သူစားအချင်းရှိရင်ညစာအတူတူစားမလားဂျပန်ဟင်းညာတွေကိုလည်းတည်တည်ချာချာမြည်စမ်းစေကြည့်တယ်စိတ်ပြေလက်ပြောက်လဲဖြစ်မှာပါအစပိုင်းမှာတော့ချီတုံချတုံဖြစ်နေခဲ့ပါတယ်အခုအချိန်အနေနဲ့ဆရာစာတို့နဲ့တယောက်တည်းရှိနေရင်ကျမဘယ်လိုစကားတွေပြောမိမလဲဆိုတာကိုမသိလို့ကြောက်နေခဲ့တာပါဒါပေမဲ့ထားလိုက်ပါတော့စိတ်ပြေလက်ပြောက်အနေနဲ့ညစာပဲစားလိုက်မယ်လို့ထင်လိုက်ပါတယ်ဒီလိုထပ်ပြီးမျက်နှာချင်းဆိုင်စကားပြောခွင့်ရတာကျေးဇူးတင်စရာကောင်းတာကိုအဲ့ဒီလိုနဲ့စားတော့ဆိုင်တစ်ဆောင်ကိုသွားခဲ့ကြပါတယ်ဆရာစာတို့ပြောပုံအရာသူဂျပန်ပြန်ရောက်တန်းမဖြစ်မနေဝင်စားတဲ့ဆိုင်တစ်ဆိုင်လို့ဆိုပါတယ်ဒီဆိုင်ကကျွန်တော်အမဆိုင်ပါဟင်းရတွေကလည်းတကယ်ကိုအရသာရှိပြီးအထူးသဖြင့်အိုယာကိုတုံးကနိုင်ငံခြားသားတွေစီမှာလည်းနာမည်ကြီးပါတယ်စားတော့ဆိုင်ကတန်းရှင်းပြီးနှွေးထွေးတဲ့လေတုတစ်ခုရှိနေခဲ့ပါတယ်ဂျပန်ရိုးရာကိုပြန်လည်ပြုပြင်ထားတဲ့အတွင်းပိုင်းအလားစင်မှုနဲ့နူးညံ့တဲ့မိရောင်တွေကတက်တော့တက်တာရှိတဲ့နေရာတစ်ခုကိုဖန်တီးပေးနေခဲ့ပါတယ်ပြီးတော့အဲ့ဒီအိုယာကိုတို့ကကျမအတွက်ဆက်တာကိုရှော့ပြီးချက်ပြုတ်ပေးထားပြီးဆရာကတူးကန်ပုံကနေပါဝင်ပစ္စည်းတွေကိုရောတော်နီအထိတစ်ခုချင်းစီကိုဖြည်းဖြည်းချင်းတင်ပေးခဲ့ပါတယ်ဒီလိုတူနဲ့အရင်ဆုံးဥကိုခွဲလိုက်ပါပြီးတော့သမင်းနဲ့ပါဝင်ပစ္စည်းတွေကိုအတူတူရောတော်လိုက်ပါဆရာစာတို့ရဲ့လက်ကကျမလက်ကိုလမ်းညွှန်ရင်းနဲ့သူ့သောင်းနီးကိုတင်ပေးနေတဲ့အချိန်မှာအဲ့ဒီနှွေးထွေးတဲ့ခန္ဓာကိုယ်အပူချင်းကကူးဆက်လာပြီးရင်တွေးခုန်နေခဲ့ပါတယ်အဲ့ဒီပုံစံကအရန်နူးညံ့လွန်လို့ရုပ်တရက်ရင်ထဲမှာပြေးကျလာခဲ့ပါတယ်ဒီလိုလူကခင်ပွန်းဖြစ်ရင်ဘယ်လောက်တောင်ကောင်းမလဲဆိုတဲ့အတွေးဝင်လာပြီးမသိစိတ်နဲ့မျက်ရည်တွေဝဲလာခဲ့ပါတယ်ဒီလိုနေ့စဉ်ဘဝရဲ့အချိန်လေးတွေအတူတူညစာစားပြီးစကားပြောကြတာဒီလိုအချိန်တွေကဘယ်လောက်တောင်တန်ဖို့ရှိလဲဆိုတာကိုထပ်ပြီးသတိထားမိသွားခဲ့ပါတယ်ဆရာစာတို့နဲ့ဒီလိုတာမန်အချိန်လေးတွေကုံဆုံးခွင့်ရတာကအိမ်မက်လိုပါပဲအဲ့ဒီအချိန်မှာဆရာစာတို့ကတိတ်ဆိတ်စွာပြောလာပါတယ်တကယ်တော့ဒီနေ့မိတ်ဆက်ပေးခြင်းတဲ့လူတစ်ယောက်ရှိလို့ဒီကိုလာခဲ့တာပါတက္ကနာအတွင်းမှာတလုံးသားကတေးခင်းဖြစ်သွားပါတယ်တခါတိလေဇနီးတယ်များလားရုတ်တရက်တကိုယ်လုံးကအေးဆက်သွားတယ်လို့ခန်းစားလိုက်ရပါတယ်ဒါပေမဲ့အချိန်ကိုက်တယ်လို့ပဲတကားဝကနေရင်းနှီးတဲ့မျက်နှာတွေချင်းကပ်လာခဲ့ပါတယ်လေစိတ်မှမြင်ခဲ့တဲ့အဲ့ဒီအမျိုးသမီးနဲ့ကလေးပါပဲကလေးကပျော်ရွှင်စွာနဲ့ပြေးလာပြီးဦးလေးလို့အော်ရင်းနဲ့ဆရာစာတို့ကလည်းပျော်ရွှင်စွာနဲ့အဲ့ဒီကလေးကိုပွေးဖက်လိုက်ပါတယ်ပြီးတော့အဲ့ဒီအမျိုးသမီးကပြောပါတယ်ကျမကစာတို့ရဲ့အမပါဒီဆိုင်ကကျမဖွင့်ထားတဲ့ဆိုင်ပါတက္ကနာအတွင်းမှာအချိန်တွေရက်တန့်သွားတယ်လို့ပါပဲအဲ့ဒီနေ့လေစိတ်မှာကျမမြင်ခဲ့တဲ့မြင်ကွင်းအလုံးနှွေးထွေးတဲ့ပွေးဖက်မှုတွေအပြုံးတွေကျမတယောက်တည်းဖိတ်ခြင်းခံရတယ်လို့ခံစားခဲ့ရတဲ့အဲ့ဒီအချင်းအဲ့ဒါကရိုးရိုးမိသားစုရဲ့ကြိုးစိုးမှုတစ်ခုပါပဲနိုင်ငံခြားမှာတာဝန်ကျတာကြားခဲ့တဲ့ဆရာစာတို့ပြန်လာတာကိုဂုံပြုတ်ဖို့အတွက်အမနဲ့သူကလေစိတ်အထိလာကြိုခဲ့တာပါပဲအဲ့ဒါကအားလုံးပါပဲအဲ့ဒီအချိန်မှာတကယ်ပဲကိုအယူတစ်ယောက်လို့ထင်မိပါတယ်အရင်ကတစ်ယောက်တည်းဘယ်လောက်တောင်စိတ်ကူးရင်ပြီးဘယ်လောက်တောင်စိတ်ထိခိုက်ခဲ့ရလဲဆရာစာတို့ကရိုးရိုးမိသားစုနဲ့ပြန်တွေ့ဆုံတဲ့တာမန်အခြေတစ်ခုကိုကုံဆုံးခဲ့တာဖြစ်ပေမဲ့ကျမကတော့တစ်ယောက်တည်းအမျိုးမျိုးဆက်လန်းတွေစိနေခဲ့တာပါအမကတကယ်ကိုနှွေးထွေးစွာဆက်ဆံပေးခဲ့ပါတယ်စာတို့ကမြန်မာကလာတဲ့ကျောင်းသူတွေအကြောင်းကိုခဏပြောတတ်တယ်အထူးသဖြင့်သူစာအကြောင်းကတော့ခဏပဲတကယ်ကိုစိတ်အားထက်သန်တဲ့သူတစ်ယောက်တည်းအဲ့ဒီစကားကိုကြားပြီးမျက်နှာတွေညဲသွားခဲ့ပါတယ်ဆရာစာတို့ကကျမအကြောင်းကိုခဏပြောခဲ့တယ်ဆိုတာနဲ့တင်စိတ်တွေရင်ခုန်နေခဲ့ပါတယ်သူကလည်းတကယ်ကိုချစ်စရာကောင်းပါတယ်ဆရာစာတို့ကိုဦးလေးလို့ခေါ်ပြီးတွေ့ကနေတဲ့ပုံစံကအရန်ချစ်စရာကောင်းပါတယ်ဆရာစာတို့ကလည်းအဲ့ဒီကလေးကိုတကယ်ပဲချစ်ခင်တာကိုမြင်နေရပါတယ်အမနဲ့သူကအရင်ထိုင်ရာကထသွားပြီးတဲ့နောက်မှာဆရာစာတို့နဲ့ကျမကအနီးအနားကတိတ်ဆိတ်တဲ့လက်ဖက်ရည်ဆိုင်ကိုနေရာပြောင်းခဲ့ကြပါတယ်လေတို့ကတည်ငြိမ်နေပေမဲ့ကျမစိတ်ထဲမှာတော့ရှုပ်ထွေးနေခဲ့ပါတယ်
အရင်ကအထင်မှားမှုတွေပြပြောက်သွားတယ်ဆိုတဲ့စိတ်သက်သာရာရမှုနဲ့အတူတူကိုဘယ်လောက်တောင်မိုက်မဲခဲ့လဲဆိုတဲ့ရှက်ရွံ့မှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။နောက်ဆုံးမှာတိတ်ဆိတ်စွာနဲ့စကားဆဖွင့်လိုက်ပါတယ်။ကျမတကယ်တော့အဲ့ဒီနေ့လေစိတ်မှာအထင်မှားခဲ့တာပါ။အဲ့ဒါကြောင့်အရန်ရင်ထဲမှာနာကျင်နေပြီးအရင်ကလေးကြည့်ရေးကိုအာရုံစိုက်လို့မရခဲ့တာပါ။စိတ်ထဲမှာပဲမျိုးသိပ်ထားခဲ့တဲ့ခံစားချက်တွေကိုတစ်ခုချင်းစီဖြည်းဖြည်းချင်းဖွင့်ဟပြောပြခဲ့ပါတယ်။ဆရာစာတိုကတခြားအမျိုးသမီးတစ်ယောက်နဲ့အတူတူရှိနေတဲ့မြင်ကွင်းကိုမြင်ပြီးဘယ်လောက်တောင်စိတ်ထိခိုက်ခဲ့ရလဲ။ဒါကြောင့်ရဲ့အတော့ကြဘယ်လောက်တောင်စိတ်ထိခိုက်ခဲ့ရလဲဆိုတာကိုရိုးသားစွာပြောပြခဲ့ပါတယ်။ဆရာစာတိုကတိတ်ဆိတ်စွာနားထောင်နေရင်းနဲ့တိတ်ဆိတ်စွာပြောလိုက်ပါတယ်။အဆင်ပြေပါတယ်။ဒီလိုမျိုးဖြစ်တတ်ပါတယ်။ကျွန်တော်လည်းအရင်ရှင်းပြထားသင့်တာပါ။ပြီးတော့ဆက်ပြောပါတယ်။ကျွန်တော်တို့မိသားစုကဒီလိုအချင်းချင်းချစ်ခင်ကြတာကတခါတည်းလေ။ကျွန်တော်ရောက်ဖကြောင့်ဖြစ်နိုင်ပါတယ်။ဆရာစာတိုရဲ့အတန်ကနည်းနည်းလေးလံသွားခဲ့ပါတယ်။မိဘတပါးကစောစောဆုံးသွားခဲ့တာပါ။ဒါကြောင့်အမကကျွန်တော်ကိုပြုစုပြောထောင်ပေးခဲ့တာပါပဲ။ကျောင်းတက်ရင်းနဲ့အချိန်ပိုင်းအလုပ်လဲလုပ်ပြီးကျွန်တော်ကိုကြည့်ရှုဆောင်ရှောက်ပေးခဲ့ရတာတကယ်ကိုပင်ပန်းခဲ့မယ်ထင်ပါတယ်။ဆရာရဲ့မျက်နှာအမူအရာကနေအဲ့ဒီအချိန်ကပင်ပန်းမှုတွေကိုခန်းစားမိနိုင်ခဲ့ပါတယ်။ငငယ်ကမိဘတပါးကိုဆုံးရှုံးပြီးအမနဲ့တယောက်တည်းရှင်သန်လာခဲ့ရတာကဘယ်လောက်တောင်ခက်ခဲခဲ့မလဲ။ဒါပေမဲ့အဲ့ဒီအမကိုကာကွယ်ပေးခဲ့တာကကျွန်တော်ရောက်ဖပါပဲ။အမကတက်ကတူတက်တော့ကတွေ့ခဲ့တာဖြစ်ပေမဲ့တကယ်ကိုကောင်းမွန်တဲ့လူတစ်ယောက်ပါကျွန်တော်တက်ကတူတက်ပြီးပညာသင်နိုင်ခဲ့တာကအလုံးကရောက်ဖကြောက်ပါဆရာစာတို့ရဲ့အတန်ကနေကျေးဇူးတင်စိတ်နဲ့လွမ်းဆွစိတ်တွေကိုခန်းစားမိနိုင်ခဲ့ပါတယ်။ရောက်ဖကဂျပန်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်ပါအမြောက်တပ်မှာပြစ်ခတ်မှုညွှန်ကြားရေးတာဝန်ခံအရာရှိတစ်ယောက်ပါတကယ်ကိုရိုးသားပြီးတာဝန်ယူတတ်တဲ့လူတစ်ယောက်ပါကျွန်တော်လေးယောက်ဖကိုတကယ်ကိုလေးစားခဲ့ပါတယ်။ဒါပေမဲ့ဆရာစာတို့ရဲ့အတန်ကတဖြည်းဖြည်းနဲ့ပိုပြီးတိုးသွားခဲ့ပါတယ်။ဒါပေမဲ့ကိုပိုင်ရဲ့အမြောက်အဟောင်းတိလက်ရဲ့မတော်တဆမှုကြောင့်အသက်ပေးခဲ့ရပါတယ်။အဲ့ဒီစကားကိုကြားတဲ့အချိန်မှာရင်ထဲမှာဒိန်းခနဲဖြစ်သွားပါတယ်။ဆရာစာတို့ရဲ့နာကျင်စရာအတိတ်ကိုပထမဆုံးအချိန်ကြားခဲ့ရတာပါ။အဲ့ဒီအချိန်မှာအမကဘယ်လောက်တောင်စိတ်ထိခိုက်ခဲ့ရလဲ။သူကလည်းငယ်ငယ်လေးရှိသေးပြုတ်တရဲ့အဖေကိုဆုံးရှုံးခဲ့ရတာကိုကျွန်တော်တို့မိသားစုအားလုံးတကယ်ပဲအများကြီးငိုခဲ့ကြပါတယ်။ဆရာစာတို့ရဲ့မျက်ဝန်းတွေမြင်နေတာကိုမြင်နေခဲ့ရပါတယ်။အဲ့ဒီအချိန်မှာကျမလည်းမျက်ရည်တွေကြားလို့မတတ်ဖြစ်သွားခဲ့ပါတယ်။ကျွန်တော်ကအဲ့ဒီအဖြစ်အပျက်ကိုကြုံတွေ့ပြီးတဲ့နောက်မှာနောက်တစ်ခါအဲ့ဒီလိုမဖြစ်ရအောင်လုပ်ချင်တယ်လို့ထင်မိပါတယ်။လက်နဲ့အဟောင်းရဲ့ပြဿနာတွေပြင်ဆင်ရေးစနစ်ရဲ့အားနည်းချက်တွေအဲ့ဒီလိုအရာတွေကြောင့်တန်ဖိုးရှိတဲ့လူတစ်ယောက်ကိုဆုံးရှုံးရတာမျိုးမဖြစ်သင့်ဘူးလို့ပေါ့။ဒါကြောင့်ကျွန်တော်ကယူနီဖောင်းအစားဒီလန်ကိုရွေးချယ်ခဲ့တာပါ။ပိုပြီးလုံခြုံတဲ့လက်နက်တွေကိုဖန်တီးပြီးပိုကောင်းတဲ့ပြင်ဆင်ရေးနည်းစနစ်တွေကိုတည်ထွင်ပြီးရောက်ဖလို့လူတွေနောက်တစ်ခါအဲ့ဒီလိုမတော်တဆမှုကြောင့်ထိခိုက်ဒဏ်ရာမရအောင်လုပ်ချင်တယ်လို့အဲ့ဒီစကားကိုနားထောင်နေရင်းနဲ့ရင်ထဲမှာတဖြည်းဖြည်းနဲ့ပူလောင်လာပြီးတက္ကနာမှာတော့အသက်တောင်တည်တည်ချာချာမရှုနိုင်တော့ပါဘူး။ဆရာစာတို့ရဲ့ရွေးချယ်မှုကဘယ်လောက်တောင်မြင့်မြတ်လဲ။အဲ့ဒီနောက်ွယ်မှာဖုံးကွယ်ထားတဲ့နာကျင်မှုကဘယ်လောက်တောင်နဲ့ဆိုင်လဲဆိုတာကိုနားလည်နိုင်ခဲ့ပါတယ်။ထိချုပ်ထားတဲ့မျက်ရည်တွေကအစကတည်းကစီးကျနေခဲ့ပြီးနောက်ဆုံးမှာတော့ကျမကကောင်းငုံပြီးအတန်တိတ်ငိုကြွေးခဲ့ပါတယ်။ဒါပေမဲ့ထူးဆန်းတာကအဲ့ဒါကမရပ်တန့်နိုင်ခဲ့ပါဘူး။အစပိုင်းမှာမျက်ရည်တွေနဲ့လေကြောင်းတွေပိတ်ဆို့သွားပြီးနောက်ဆုံးမှာတော့ရှိုက်မှုခဲ့ပါတယ်။လက်သီးကိုချစ်ပါအောင်ဆုပ်ပြီးသွားကြည့်ထားလဲအဲ့ဒီငိုတန်ကမရပ်တန့်နိုင်ခဲ့ပါဘူး။တိတ်ဆိတ်စွာစီးကြတဲ့မျက်ရည်မဟုတ်ခဲ့ပါဘူး။ခန်းစားချက်တွေပောက်ကွဲပြီးပြိုလဲကျသွားသလိုငိုကြွေးခဲ့တာပါ။မဖြစ်နိုင်လောက်အောင်ရှက်စရာကောင်းလောက်အောင်မျက်ရည်တွေစီးကျလာခဲ့ပါတယ်။ဆရာစာတို့ရဲ့စကားကဝမ်းနည်းစရာကောင်းလို့ငိုခဲ့တာမဟုတ်ပါဘူး။အဲ့ဒီထဲမှာရှိနေခဲ့တာကတောင်းပန်စိတ်ပါ။မလိုအပ်တဲ့အထင်မှားမှုနဲ့ကောင်းတဲ့လူတစ်ယောက်ကိုဝေးကွာစီပြီးတစ်ယောက်တည်းစိတ်ထိခိုက်နေခဲ့တဲ့ကိုရှက်ရုံမှုပါ။ပြီးတော့အဲ့ဒီလိုစိတ်ပိတ်ထားခဲ့တဲ့ကိုကတစ်စုံတစ်ယောက်ရဲ့တန်ရာရှိမှာဘယ်လောက်တောင်တင်ကောခဲ့လဲဆိုတာကိုတတိထားမိသွားတဲ့ကိုအပြစ်တင်စိတ်ပါ။ပြီးတော့ထူးဆန်းစွာနဲ့စိတ်သက်သာရာရမှုရှိနေခဲ့ပါတယ်။အဲ့ဒီလူကကျမဘေးမှာမရှိရင်တောင်အဆင်ပြေတယ်ဆိုတာကိုပေါ့သူကထိခိုက်ဒဏ်ရာမရခဲ့ဘူး။အဲ့ဒါတခုတည်းကတစ်သိမ့်မှုဖြစ်ခဲ့ပါတယ်။ပြီးတော့နောက်ဆုံးမှာတော့အဲ့ဒီခန်းစားချက်အလုံးကိုလွှမ်းခြုံနိုင်လောက်အောင်ကြီးမားတဲ့လေးစားမှုတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။ကိုယ့်ရဲ့ဝမ်းနည်းမှုကိုဖွင့်ဟပြောနိုင်တဲ့တတိဒီစုံတစ်ယောက်ရဲ့အသက်ကိုကာကွယ်ဖို့အတွက်တိတ်ဆိတ်စွာရွေးချယ်မှုပြောင်းလဲခဲ့တဲ့အဲ့ဒီဆုံးဖြတ်ချက်ရှိမှကျမကဘာမှမဟုတ်တဲ့လူတစ်ယောက်လို့ထင်မိပါတယ်။ဆရာစာတို့လိုလူတွေရှိနေလို့သာကဘာကြီးကနည်းနည်းလေးလုံခြုံသွားတာပါ
အဲ့ဒီလိုလူတစ်ယောက်နဲ့တွေ့ဆုံခွင့်ရတာတစ်ခုတည်းကကျမအတွက်ကြီးမားတဲ့ကံကောင်းမှုတစ်ခုပါကျမခံစားနေခဲ့တဲ့အဲ့ဒီသေးငယ်တဲ့ခံစားချက်တွေကဘယ်လောက်တောင်တစ်ကိုကောင်းစားပြီးသေးငယ်တဲ့အရာတွေလဲဆိုတာကိုသတိထားမိသွားခဲ့ပါတယ်ဒါကြောင့်ပိုပြီးငိုခဲ့ရတာပါဘယ်လိုပဲဖြစ်ဖြစ်စိတ်ငြိမ်အောင်ကြိုးစားခဲ့ပေမဲ့ဆရာစာတို့ကညင်သာစွာနဲ့ကျမလက်ကိုဖုံးအုပ်လိုက်ပါတယ်နှွေးထွေးပြီးခိုင်မာတဲ့အထီအတွေ့တစ်ခုကူးဆက်လာပြီးခဏအကြာမှာတိတ်ဆိတ်တဲ့အသံတစ်ခုကြားလိုက်ရပါတယ်အဆင်ပြေပါတယ်ကျွန်တော်တို့မိသားစုကအခုတော့ပျော်ရွှင်စွာနဲ့ရှိနေပါတယ်အမရောသူရောပြီးတော့ကျွန်တော်ရောရောက်ဖကလည်းအခုကျွန်တော်တို့ကိုကြည့်ပြီးပြုံးနေမှာပါအဲ့ဒီစကားတစ်ခုကြောင့်ထိန်းချုပ်ထားတဲ့ခန်းစားချက်အလုံးကတပြိုင်နက်တည်းပေါက်ကွဲထွက်လာခဲ့ပါတယ်အဲ့ဒီနေ့ကကျမတကယ်ပဲအသံထွက်ပြီးမရက်မနာမှုကြွေးခဲ့ပါတယ်လူရှိမှအဲ့ဒီလောက်ငိုခဲ့တာကဘယ်အချိန်ကတည်းကလဲဆိုတာမှတ်မိတောင်မမှတ်မိတော့ပါဘူးဒါပေမဲ့ထူးဆန်းတာကအဲ့ဒီမျက်ရည်ကရှက်စရာမကောင်းခဲ့ပါဘူးတခါတိလေအဲ့ဒါကစိတ်ရင်းမှန်နဲ့တစ်စုံတစ်ယောက်ကိုနားလည်နိုင်မယ်ပထမဆုံးမျက်ရည်ဖြစ်နိုင်ပါတယ်ပြီးတော့တကယ်အချစ်ကပါလဲဆိုတာကိုသတိထားမိသွားစေတဲ့မျက်ရည်ဖြစ်နိုင်ပါတယ်ဆရာစာတို့ကကျမငိုပြီးတဲ့အထီးတိတ်ဆိတ်စွာစောင့်နေပေးခဲ့ပါတယ်ပြီးတော့နောက်ဆုံးမှာဒီလိုပြောခဲ့ပါတယ်သူစားကြံတဲ့လေးချီရေးကာလကိုစ조사ကြရအောင်ဒီအတွေ့အကြုံအလုံးကနောက်ကြရည်တကယ်ကိုအစားထိုးမရတဲ့အမတ်တရားတစ်ခုဖြစ်လာမှာပါအဲ့ဒီစကားကိုကြားရင်းနဲ့ကျမစိတ်ကိုတင်းထားလိုက်ပါတယ်နောက်ရက်အနေငယ်ပဲကြံတော့တာဖြစ်လို့နောက်တမရအောင်အစွမ်းကုန်စ조사ရမယ်လို့ထင်မိပါတယ်စိတ်ငြိမ်သွားတော့ထပ်ပြီးမျက်စိရှိမှထင်ထင်ရှားရှားမြင်လာခဲ့ပါတယ်အဲ့ဒီလောက်မှုပြီးမှအသက်ရှူနိုင်သွားပြီးထပ်ပြီးမျက်နှာမောနိုင်ခဲ့တာပါဆရာစာတို့နဲ့အဲ့ဒီနေ့စကားကိုကြားပြီးတဲ့နောက်မှာကျမကပထမဆုံးအကြိမ်စိတ်ထဲကနေထပ်ပြီးအာရုံစိုက်နိုင်ခဲ့ပါတယ်အဲ့ဒီညဟိုတဲ့အခန်းပြန်ရောက်တော့လဲအိမ်မပြောနိုင်ခဲ့ပါဘူးဒါပေမဲ့ဒီတစ်ခါကစိတ်ထိခိုက်လို့မဟုတ်ပဲစိတ်တွေအယမ်းကြည်လင်နေလို့ပါဆရာစာတို့ရဲ့စကားကိုကြားရင်းနဲ့ကျမပဲလောက်တောက်တင်းနေတဲ့အတွေ့အထဲမှာနှိမ့်မွန်းနေကြလဲဆိုတာကိုသတိထားမိသွားခဲ့တာပါအချစ်ဆိုတာကရိုးရိုးတစ်စုံတစ်ယောက်ကိုပိုင်ဆိုင်ခြင်းတဲ့စိတ်မဟုတ်ပဲအဲ့ဒီလူကိုနားလည်ပြီးလေးစားတာပါပဲလို့ပထမဆုံးအကြိမ်သိခဲ့ပါတယ်မနေ့ကစပြီးဆရာစာတို့ကအရင်အတိုင်းနူးညံ့စွာဆက်ဆံပြီးကျမကဆရာစာတို့ရဲ့စကားတစ်ခိုးချင်းစီကိုစေးရင်မှန်နဲ့ပိုပြီးတိကျစွာလက်ခံလာနိုင်ခဲ့ပါတယ်နောက်ဆိုရင်ကိုရေးကိုတာခန်းစားချက်တွေနဲ့မရင်းရိုက်တော့ပဲရိုးရိုးတင်ယူခြင်းတဲ့စိတ်နဲ့လေးချရေးကိုရင်ဆိုင်နိုင်ခဲ့ပါတယ်တငယ်ချင်းတွေကခေါင်းဆောင်ပြီးကြည့်နေကြပါတယ်တင်းစီကနောက်တလို့ပြောင်းတလို့ရဲ့ရင်းနဲ့ပြောပါတယ်နေကမနစ်ကအထီလုံးဝစိတ်ဝိညာဉ်မရှိတဲ့မျက်နှာနဲ့ဒီနေ့ကပါလို့ဒီလောက်မျက်လုံးတွေတောက်ပနေတာလေအေးကလည်းထူးဆန်းစွာနဲ့ထဖြစ်ပြောပါတယ်တကယ်ပဲတခြားလူတစ်ယောက်လိုပဲတခုခုဖြစ်ခဲ့တာလားခင်မျိုးကတော့နည်းနည်းပိုပြီးတိုက်ရိုက်မေးလာပါတယ်တခါတိလေဆရာစာတို့နဲ့တခုခုစကားပြောခဲ့တာလားမျက်နှာအမှုအရာကလုံးဝမတူတော့ဘူးကျမကိုယ်တိုင်လည်းသိနေခဲ့ပါတယ်တခုခုပြောင်းလဲသွားတယ်ဆိုတာကိုပေါ့ဒီစုံတစ်ယောက်ကိုအထင်မှနေရင်းနဲ့ရွှေ့ဆက်လို့မရဘူးဆိုတာကိုသိပြီးတဲ့နောက်မှာကျမကနောက်တစ်ခါတဲတဲမတ်မတ်ရက်တည်ရမယ်လို့စိတ်ထဲမှာဆုံးဖြတ်ခဲ့တာပါပြီးတော့ဆရာကိုစေးရင်းမှန်နဲ့လေးစားလာခဲ့တာကိုလည်းခံစားနေခဲ့ပါတယ်အဲ့ဒီလိုလေတုထဲမှာလေးချစ်ရေးရင်နောက်ဆုံးအပတ်စတင်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီနေ့မနက်မှာလေးချစ်ရေးတာဝန်ခံအရာရှိကအံ့ဩစရာကောင်းတဲ့ကြီးညာချက်တစ်ခုထုတ်ပြန်ခဲ့ပါတယ်လေးချစ်ရေးကိုထူးကြိုတရားမှန်နဲ့ပြီးဆုံးခဲ့တဲ့သူတွေထဲကစံတရှိသူတွေကိုအဆောင်ထောက်ပံ့ပေးပါမယ်အခြေစရာပြီးဆုံးပြီးတဲ့နောက်မြန်မာအာဏာပိုင်တွေနဲ့ထိထိုက်ပြီးခရီးသွားလာရေးအနေနဲ့နောက်ထပ်ရက်အနေငယ်နေထိုင်ခွင့်ပေးပါမယ်ဂျပန်မှာနည်းနည်းပိုနေချင်းတဲ့သူတွေရှိရင်တက်ကြွစွာထောက်ပံ့ပေးပါမယ်ဂျပန်ယဉ်ကျေးမှုနဲ့နည်းပညာကိုပိုပြီးနဲ့ဆိုင်ဆိုင်တွေ့ကြုံခန်းစားနိုင်မဲ့ကောင်းမွန်တဲ့အခွင့်အရေးတစ်ခုဖြစ်လာမှာပါအဲ့ဒီစကားကြောင့်အလုံးကဆူညံသွားပြီးလေတုကတပြန်နဲ့တဲပြောင်းလဲသွားခဲ့ပါတယ်ပြင်စီရေးကိုတည်တည်ချာချာလုပ်ရင်ပြီးသွားပြီလို့ထင်ခဲ့တဲ့ဒီလေးချစ်ရေးမှာတကယ်ပဲဝဝရဲ့အပူစုတစ်ခုရလိုက်တယ်လို့ခန်းစားလိုက်ရပါတယ်တင်းစီကစိတ်လှုပ်ရှားစွာနဲ့အော်ဟစ်ခဲ့ပါတယ်ကနလီဒါကရိုးရိုးအားလက်ရဲ့မဟုတ်ဘူးမဖြစ်မနေနိုင်ရမယ်အေးကလည်းမယုံနိုင်တဲ့မျက်နှာအမှုအရာနဲ့ပြောပါတယ်ဒီလိုပုံစံနဲ့အခွင့်အရေးလာမယ်လို့မထင်ခဲ့ဘူးစူးစမ်းကြရအောင်တကယ်ပဲအခုတော့ရမှတ်ကရိုးရိုးရလက်တစ်ခုမဟုတ်ပဲအခွင့်အရေးတစ်ခုဖြစ်လာပြီအဲ့ဒီအခွင့်အရေးကပဲသူ့ထက်မဆိုပြင်းပြစွာတောင်းတတဲ့အရာတစ်ခုဖြစ်နေခဲ့ပါတယ်ကျမအတွက်ကတော့ပိုပြီးထူးခြားတဲ့အတိတ်ပဲရှိနေခဲ့ပါတယ်ဆရာစာတို့နဲ့ပိုပြီးအချိန်များများကုန်ဆုံးခွင့်ရမယ်ဆိုတာကိုပေါ့ပြီးတော့ဆရာရဲ့နိုင်ငံကိုပိုပြီးနဲ့ဆိုင်ဆိုင်သိခွင့်ရမယ်ဆိုတာကတကယ်ကိုတန်ဖိုးရှိခဲ့တာပါ
အဲ့ဒီကျညာချက်ပြီးဆုံးပြီးတင်နောက်မှာဘာမှမထူးခြားသလိုဘေးကိုကြည့်လိုက်တော့ဆရာစာတူနဲ့မျက်လုံးချင်းဆုံသွားခဲ့ပါတယ်ဆရာစာတူကပြုံးရင်းနဲ့ခေါင်းညိပ်ပြပြီးကျမလည်းတိတ်ဆိတ်စွာနဲ့ခေါင်းညိပ်ပြန်ပြလိုက်ပါတယ်စကားမပြောခဲ့ပေမဲ့အချင်းချင်းပါတွေစဉ်းစားနေလဲဆိုတာကိုတိတိကျကျသိနေခဲ့ပါတယ်အဲ့ဒါကရိုးရိုးအောင်မြင်မှုပန်းတိုင်တစ်ခုမဟုတ်တော့ပဲကျမတို့အတူတူကုံဆုံးမဲ့အနာဂတ်အတွက်ကတိတစ်ခုလိုခန်းစားလိုက်ရပါတယ်မဖြစ်မနေနိုင်ရမယ်မဖြစ်မနေကိုစွမ်းအားနဲ့ဒီအခွင့်အရေးကိုရယူရမယ်လို့သစ္စာဆိုခဲ့ပါတယ်ဒါပေမဲ့ဒီတစ်ခါကကိုရေးကိုတာလောဘကြောင့်မဟုတ်ပဲတကယ်ကိုပိုပြီးသင်ယူခြင်းတဲ့ယူသားတဲ့စိတ်ကြောင့်ပါနောက်ဆုံး3ရက်ကတကယ်ပဲမျက်စိလေလောက်အောင်ကုံဆုံးသွားခဲ့ပါတယ်မနေ့ပိုင်းမှာ theory သင်ခန်းစာနဲ့လက်တွေ့လေ့ကျင့်ခန်းနေ့လယ်ပိုင်းမှာပြန်လည်သုံးသပ်ဆွေးနွေးပွဲပြီးတော့ညဘက်မှာတော့ဆရာစာတို့ပြင်ဆင်ပေးထားတဲ့အထူးအခြေတစ်ခုရှိနေခဲ့ပါတယ်ပထမဆုံးညမှာဆရာစာတို့ကအဆိုပြုခဲ့ပါတယ်သူစားအချင်းရှိရင်ကျွန်တော်အိမ်မှာအတူတူစာလေးလာမလားနောက်ဆုံးအသစ်ချုပ်လုံနိုင်ပြီးဂျပန်အိမ်ရင်းလျာကိုလည်းတွေ့ကြုံခန်းစားကြည့်ပါအစပိုင်းမှာတော့စိတ်မသက်မသာဖြစ်ခဲ့ပေမဲ့ဆရာစာတို့ရဲ့အိမ်ကတကယ်ကိုနှွေးထွေးတဲ့နေရာတစ်ခုပါရိုးရှင်းပေမဲ့တန်ရှင်းသက်ရစွာစီစဉ်ထားတဲ့နေရာမှာအတူတူဈေးဝင်အတူတူညစာချက်ပြုတ်ပြီးဘေးချင်းရှင်ထိုင်ပြီးပြန်လည်လေ့ကျင့်ခဲ့တဲ့အချိန်ကအိမ်မက်လိုပါပဲဆရာစာတို့ကိုတိုင်ချက်ပြုတ်နေတဲ့ပုံစံကိုမြင်ရတာကလည်းထူးဆန်းပါတယ်ဒါကနိကုကြကပါဂျပန်အိမ်တွေမှာတကယ်ကိုခဏခဏစားတဲ့ဟင်းလျာတစ်ခုပါသူစားရဲ့အကြိုက်နဲ့ကိုက်မိအောင်နည်းနည်းချိုချိုလေးချက်ကြည့်မယ်နားမလည်တာတွေကိုအချင်းချင်းသင်ပေးပြီးခက်ခဲတဲ့အပိုင်းတွေကိုအတူတူစဉ်းစားရင်းနဲ့အချိန်ကုန်ဆုံးခဲ့ကြပါတယ်အစပိုင်းမှာစိတ်မသက်မသာဖြစ်ခဲ့တာကအခုတော့တာမန်နေ့စဉ်ဘဝတစ်ခုဖြစ်နေခဲ့ပါပြီရှင်ဟောင်းမိတ်ဆွေတွေလိုဒါမှမဟုတ်တိတ်ဆိတ်တဲ့မိသားစုတစ်ခုလိုပေါ့လူတယောက်နေ့မှာတော့ဆရာစာတို့ရဲ့အမနဲ့သူကအတူတူလာခဲ့ကြပါတယ်ကလေးကပဲအချိန်ကလေးကရင်းနှီးသွားလဲမသိဘူးမြန်မာလိုကျမကိုစကားပြောပြီးဆရာစာတို့ကတော့နောက်ကနေရနေရုံပါပဲမင်္ဂလာပါဦးလေးကမြန်မာစကားသင်ပေးထားတယ်ကလေးကမပီကလာပီကလာမြန်မာလိုထုတ်ဆက်နေတဲ့ပုံစံကအရန်ချစ်ဆရာကောင်းပါတယ်ဆရာစာတို့ကကလေးအတွေ့မြန်မာစကားတောက်သင်ပေးထားတယ်ဆိုတာကိုကြည်နူးမိပါတယ်ဦးလေးကသင်ပေးထားတာအဲ့ဒီစကားကြောင့်ကျမရင်ထဲမှာနှွေးထွေးသွားခဲ့ပါတယ်ပို့ပြီးကောင်းကောင်းရှင်းပြပေးခြင်းတည်းဆိုတဲ့စိတ်ဖြစ်ပေါ်လာခဲ့ပါတယ်ကလေးကချက်ချင်းကျမကိုလည်းမိကုန်းထုတ်နားလည်ပြီးရင်မော်ရင်ကောင်းညှိပြပါတယ်အဲ့ဒီအချိန်ကတကယ်ပဲမိသားစုဖြစ်သွားတယ်လို့ခန်းစားလိုက်ရပါတယ်အမကတကယ်ကိုနှွေးထွေးစွာဆက်ဆံပေးခဲ့ပါတယ်သူစားကျေးဇူးကြောင့်စာတို့ကတကယ်ပဲပျော်ရွှင်နေပုံရတယ်အဲ့ဒီလိုစိတ်အားထက်သန်တဲ့ကြောင့်သူတယောက်နဲ့တွေ့ဆုံခွင့်ရတာကစာတို့အတွက်လဲကြီးမားတဲ့ပျော်ရွှင်မှုတစ်ခုဖြစ်မှာပါအဲ့ဒီစကားကိုကြားတော့မျက်နှာတွေနေရဲသွားခဲ့ပါတယ်သမကဆရာစာတို့ကိုကောင်းတဲ့အကျိုးသက်ရောက်မှုပေးနိုင်တယ်ဆိုတာကတကယ်ကိုဝမ်းသာစရာကောင်းပါတယ်တတိယနေ့ကတော့အထူးခြားဆုံးပါပဲဆရာစာတို့ကဂျပန်ရိုးရာယဉ်ကျေးမှုအကြောင်းကိုလည်းသင်ပေးခဲ့ပါတယ်ဂျပန်မှာကျော်ဆိုတဲ့ယဉ်ကျေးမှုတစ်ခုရှိပါတယ်မိသားစုလည်းမဟုတ်ချစ်သူလည်းမဟုတ်ပေမဲ့အချင်းချင်းကိုတန်ဖိုးထားပြီးဂရုစိုက်တဲ့စိတ်ပါကျွန်တော်ကသူ့စာနဲ့လည်းအဲ့ဒီလိုဆက်ဆံရေးမျိုးဖြစ်ကျင်ပါတယ်အဲ့ဒီစကားကိုကြားရင်းနဲ့ကျမစိတ်ထဲမှာနှွေးထွေးသွားခဲ့ပါတယ်ဆရာစာတို့ပြောတဲ့ကျော်ဆိုတာကကျမခန်းစားနေခဲ့တဲ့ခန်းစားချက်အတိုင်းပဲလို့ထင်မိတာကိုအဲ့ဒီ3ရက်ကတူတောင်းပေမဲ့တကယ်ကိုပြည့်စုံပြီးနဲ့ရှိုင်းတဲ့အချိန်တစ်ခုဖြစ်ခဲ့ပါတယ်နေ့စဉ်ဘဝကိုမျက်ဝေးစိတ်ကိုမျက်ဝေးပြီးအိမ်မက်ကိုအတူတူမြင်ခဲ့တဲ့အချင်းချင်းကိုနားလဲယုံကြည်ပြီးပို့ပြီးနိစ္စသွားခဲ့တာကိုခန်းစားမိနိုင်ခဲ့ပါတယ်ဒါပေမဲ့အခုတော့အဲ့ဒီနိစ္စမှုကလေးလံမှုမဟုတ်ခဲ့ပါဘူးအချင်းချင်းကိုလေးစားတဲ့စိတ်ကအခြေခံဖြစ်နေလို့ပါပြီးတော့နောက်ဆုံးနေ့စာမေးပွဲဖြစ်သွားတဲ့လမ်းမှာစိတ်လှုပ်ရှားတာထက်တည်ငြိမ်နေခဲ့ပါတယ်ပြင်ဆင်မှုတွေကပြည့်စုံနေတယ်ဆိုတဲ့ယုံကြည်မှုရှိပြီးကျမကမရင်ရိုင်ပဲနဲ့စာမေးပွဲကိုရင်ဆိုင်ခဲ့ပါတယ် theory ရောလက်တွေ့ရောမိကုံးမှမကြောက်ခဲ့ပါဘူးဆရာစာတို့ကစာမေးပွဲမဖြစ်ခင်မှာပြောပါတယ်သူစားအရင်ကတကယ်ပဲအများကြီးတိုးတက်လာခဲ့ပြီရလကပဲလို့ပဲဖြစ်ဖြစ်ယုံကြည်မှုနဲ့လုပ်ပါအဲ့ဒီအားပေးမှုကြောင့်ပိုပြီးယုံကြည်မှုနဲ့စာမေးပွဲကိုရင်ဆိုင်နိုင်ခဲ့ပါတယ်ရလကပထမပါဆရာစာတို့ကချင်းကပ်လာပြီးပြောပါတယ်ဒီတစ်ခါကတကယ်ပဲအစင်းမြင့်တင်တန်းတစ်ခုဖြစ်ခဲ့ပါတယ်အကြောင်းအရာအချို့ကတကယ်တော့တာပွဲအစင်းပြင်ဆင်ရေးသူတေသနာအကြောင်းအရာတွေပါဝင်ခဲ့တာပါဒါပေမဲ့နားလည်နိုင်ခဲ့တာကိုကြည့်ရင်တကယ်ကိုအော်ဆရာကောင်းပါတယ်အဲ့ဒီစကားကြောင့်ကျမရင်မောလိုက်ပြီးတငယ်ချင်းတွေကကျမပခုံးကိုပုတ်ရင်းနဲ့အော်ဟစ်ခဲ့ကြပါတယ်တင်းစီကအရင်ဆုံးပြေးလာပြီးပွေးဖက်ရင်းအော်ဟစ်ခဲ့ပါတယ်ဝိုးသူ့စားဂုံယူပါတယ်အေးက
မျက်ရည်ဝဲရင်းနဲ့ပြောပါတယ်နေကတော့ဂျပန်မှာအခြေချတော့မှာပဲခင်မျိုးကနောက်တယ်လို့ပြောင်းတယ်လို့မျက်တောင်ခံရင်းထဖြစ်ပြောပါတယ်ဆရာစာတိုနဲ့အတူတူနေခဲ့မှာပေါ့ငါတို့အားလုံးသိနေတာအားလုံးကနောက်တယ်လို့ပြောင်းတယ်လို့ပြောပေမဲ့အဲ့ဒီထဲမှာပါဝင်နေတဲ့ပျော်ရွှင်မှုကအစစ်အမှန်ပါကျမလည်းတကယ်ကိုဝမ်းသာခဲ့ပါတယ်ဒါပေမဲ့ဒီတစ်ခါကဆရာစာတိုနဲ့ကြာကြာအတူတူနေခွင့်ရလို့ဝမ်းသာတာမဟုတ်ပဲတကယ်ကိုအရေးအချင်းအတိအမှတ်ပြုခံရလို့ဝမ်းသာခဲ့တာပါဆရာစာတိုကစိတ်ရင်းမှန်နဲ့ဂုံပြုပေးခဲ့ပါတယ်တကယ်ကိုဂုံယူပါတယ်ဒါဆိုရင်နောက်ရက်အနေငယ်နေထိုင်ပြီးပို့ပြီးအများကြီးသင်ယူသွားပါအဲ့ဒီနေ့ကတကယ်ကိုနှွေးထွေးတဲ့နေ့တစ်နေ့ဖြစ်ခဲ့ပါတယ်ဂျာရှီမိနိုင်မှာမဟုတ်ပါဘူးအချင်းချင်းကိုဂုံပြုအချင်းချင်းကိုပွေးဖက်တဲ့နောက်ဆုံးလေ့ကျင့်ရင်းနေ့အခုတော့ကျမတို့ကရိုးရိုးအဖွဲ့ဝင်တွေမဟုတ်ပဲဝဝရဲ့ပျော်ရွှင်တဲ့အချိန်တွေကိုအတူတူကုံဆုံးခဲ့တဲ့တကယ်အဖို့တွေဖြစ်နေခဲ့ပါပြီပြီးတော့အဲ့ဒီထဲမှာကျမကနောက်တစ်ခါတစ်ဆုံတစ်ယောက်ကိုယုံကြည်ဖို့ကိုသိယူပြီးနောက်တစ်ခါကိုချစ်နိုင်လာခဲ့ပါတယ်ဘယ်အရာထက်မဆိုတကယ်အချစ်ကပါလဲဆိုတာကိုနားလည်သွားခဲ့ပါတယ်တစ်ဆုံတစ်ယောက်ကိုပိုင်ဆိုင်ခြင်းတဲ့စိတ်မဟုတ်ပဲအဲ့ဒီလူရဲ့ပျော်ရွှင်မှုကိုစိတ်ရင်းမှန်နဲ့ဆုတောင်းပြီးအဲ့ဒီလူကိုလေးစားတဲ့စိတ်ကတကယ်အချစ်ပါပဲလို့ဂျာတဲ့ရဲ့အနေငယ်ကလက်ဆောင်တစ်ခုလိုအခြေတစ်ခုဖြစ်ခဲ့ပါတယ်စာမေးပွဲလဲပြီးပြီလေ့ကျင့်ရေးလဲပြီးပြီနောက်ဆိုရေရိုးရိုးဖြည်းဖြည်းချင်းလန်းလျှောက်ရင်းနဲ့ကြည်ကျင်တာတွေကိုကြည်အရင်ကမသိခဲ့တဲ့ဒီနိုင်ငံရဲ့အပူချိန်ကိုနီးနီးစီခံစားသွားရုံပါပဲကျမနဲ့ဆရာစာတို့ကနောက်ဆိုရင်စကားမပြောဘဲနဲ့အချင်းချင်းလက်ကိုတဘာဝကြကြခံတွေ့နိုင်တဲ့ဆက်ဆံရေးဖြစ်နေခဲ့ပါပြီဘယ်အချိန်ကတည်းကအဲ့ဒါကတာမန်အရာတစ်ခုလိုခံစားရပြီးဆရာရဲ့နှွေးထွေးတဲ့လက်ဖွားကကျမလက်ကိုဖုံးအုပ်တန်းစိတ်တွေငြိမ်သက်သွားခဲ့ပါတယ်အစပိုင်းမှာရင်ခုန်ခဲ့တဲ့အဲ့ဒီရင်ခုန်တာကအခုတော့စိတ်ချမ်းသာမှုတစ်ခုဖြစ်နေခဲ့ပါပြီတင်းစီအေးခင်မျိုးအတူတူစူးစမ်းပေးခဲ့တဲ့တန်ဖိုးရှိတဲ့တငယ်ချင်းတွေကအဲ့ဒါကိုတတိထားမိပေမဲ့ဘာမှမပြောဘဲနဲ့ပြောနေပေးခဲ့ကြပါတယ်ပို့ပြီးတဘာဝကြကြနဲ့ကျမတို့ကိုဂရုစိုက်ပြီးတယောက်တဲ့အချိန်ပေးဖို့စူးစမ်းနေပုံရပါတယ်အခုတော့ကျမစိတ်ကိုအကောင်းဆုံးသိတဲ့အဖို့တွေမိသားစုလိုဖြစ်နေခဲ့ပါပြီဆရာကကျမတို့အတွက်သူ့တငယ်ချင်းတွေကိုခေါ်ပြီးအတူတူကုံဆုံးခွင့်ရအောင်လုပ်ပေးခဲ့ပါတယ်အဲ့ဒီကျေးဇူးကြောင့်တငယ်ချင်းတွေကလည်းစိတ်မသက်မသာမဖြစ်ဘဲနဲ့ဂျပန်လေတုထဲကိုရောက်တော့နိုင်ခဲ့ကြပါတယ်နောက်မှအဲ့ဒီဂရုစိုက်မှုကဘယ်လောက်တောင်တင်းနေတဲ့အရာလဲဆိုတာကိုထပ်ပြီးသတိထားမိသွားခဲ့ပါတယ်ပထမဆုံးနေ့ကအာဆာကူဆာမှာပါမနေ့စောစောကီမိုနိုဆိုင်ကိုဝင်ပြီးဖျားပါတဲ့အရာအသွေးရှိတဲ့ကီမိုနိုကိုဝူကြည့်တော်မှန်ထဲကကိုပုံစံကိုမရင်းနှီးတယ်လို့နဲ့ထူးဆန်းတဲ့ခန်းစားချက်တစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်ထိပေါင်းရာချီရှိကအဲ့တို့ခေတ်ကလူတစ်ယောက်ဖြစ်သွားတယ်လို့ပါပဲတင်းစီကကိုကီမိုနိုအစကိုနိုင်ရင်းနဲ့အန်အောတန်နဲ့ပြောပါတယ်။ဝိုးဒါကတကယ်ပဲမင်းသမီးဖြစ်သွားတယ်လို့ပဲစကတ်ကဒီလောက်ကျတာအရန်လာတယ်။အေးကကီမိုနိုရဲ့အနုစိတ်ပန်းထိုးကိုလက်နဲ့ပုတ်တက်ရင်းနဲ့အန်အောနေခဲ့ပါတယ်။ဒီပန်းထိုးကလက်နဲ့လှုပ်ထားတာလား။တကယ်ကိုအနုစိတ်တယ်။ခင်မျိုးကကီမိုနိုကိုညီကိုတင်ရင်းနဲ့တစ်ချိန်လုံးကပတ်ကြိုးကိုဒုက္ခရောက်နေခဲ့ပါတယ်။ဒီကြိုးကိုဘယ်လိုချီရတာလဲ။အရန်ရှုပ်ထွေးတယ်။ဆရာစာတိုကစိတ်ရှိစွာနဲ့တခုချင်းစီတင်ပေးခဲ့ပါတယ်။ကီမိုနိုကိုတေးသေးချာချာဝတ်နီကနေလန်းလျှောက်နီအထိတကယ်ကိုချင်နာစွာရှင်းပြပေးခဲ့ပါတယ်။ဘူရကြောင်ဝင်းကိုဖြည်းဖြည်းချင်းလန်းလျှောက်ရင်းနဲ့အဲ့တို့ခေတ်သမိုင်းအကြောင်းကိုလည်းအသေးစိတ်ကြားခဲ့ရပါတယ်။တငယ်ချင်းတွေကအဲ့ဒီကြီးမားတဲ့အဆောက်အအုံရှိမှတင်းငယ်သွားတဲ့ကိုခါစားပြီးလေးစားမှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။အစပိုင်းမှာထင်ထားတာထက်အများကြီးပိုတိတ်ဆိတ်တဲ့လေတူကြောင့်နည်းနည်းအော်နေပုံရပေမဲ့ချက်ချင်းပဲအဲ့ဒီရှင်းဟောင်းအဒအပါကိုဆွဲလန်းသွားခဲ့ကြပါတယ်။ဆရာစာတိုရဲ့တငယ်ချင်းတစ်ယောက်ဖြစ်တဲ့မီနာတိုကပိုလာရွိုက်ကင်မရာကိုယူလာပြီးကျမတို့အားလုံးရဲ့တပ်ပုံကိုအဲ့ဒီနေရာမှာပဲထုတ်ပေးခဲ့ပါတယ်။ကီမိုနိုပြီးဘူရကျောင်းကိုနောက်ခံထားပြီးရိုက်ခဲ့တဲ့အဲ့ဒီတပ်ပုံတွေကတကယ်ကိုတပခဲ့ပါတယ်။အထူးသဖြင့်ဆရာစာတိုနဲ့အတူတူရိုက်ခဲ့တဲ့တပ်ပုံကအဲ့တို့ခေတ်ကလင်မယားလိုထင်ရပေမဲ့အဲ့ဒီအချိန်ကရိုက်ခဲ့တဲ့တပ်ပုံကိုအခုထိပိုက်ဆံအိတ်ထဲမှာထည့်ထားပါတယ်။နောက်တစ်နေ့မှာတော့တိုကျိုမြို့ကိုလူလတ်စွာလမ်းလျှောက်ခဲ့ကြပါတယ်။ဂင်ဇာမှာဈေးဝင်ချီပူယာမှာလမ်းပြေးဖြော်ပြေးပွဲကြီးပိုင်းချံမှာကြက်ကြော်နဲ့ပီယာစားရင်းနဲ့တငယ်ချင်းတွေကဂျပန်လူငယ်ယဉ်ကျေးမှုကိုလုံးဝဆွဲလန်းသွားခဲ့ကြပါတယ်။ညဘက်မှာတော့တကယ်ဂျပန်အီဇာကာယာကိုသွားခဲ့ကြပါတယ်။လမ်းချင်းလေးထဲဝင်သွားတဲ့နေရာကရှင်ဒုကုကူလင်းငန်းကတင်းငယ်တဲ့ဆိုင်တစ်ဆိုင်ဖြစ်ပေမဲ့အနီရောင်မိဘုံတွေနဲ့ပလက်စတစ်ခုံတွေကထူးဆန်းစွာနဲ့လွမ်းဆုစရာကောင်းတဲ့လေတုတစ်ခုဖန်တီးပေးနေခဲ့ပါတယ်။ဆရာစာတိုရဲ့တငယ်ချင်းတွေကကျွမ်းကျင်စွာနဲ့မြည်စရာတွေကိုရွေးပြီးဂျပန်အရက်ကိုကဲစားပြုခဲ့ပါတယ်။ဒီကနေစပြီး
တကယ်ဂျပန်ယဉ်ကျေးမှုတွေ့ကြုံခန်းစားပွဲပါပဲဂျပန်အရက်ကဒီလိုဖြစ်ရတာပါဆရာစာတိုကကိုယ်တိုင်နမူနာပြရင်းရှင်းပြခဲ့ပါတယ်အစပိုင်းမှာတငယ်ချင်းတွေကလည်းစိတ်လှုပ်ရှားနေခဲ့ပေမဲ့ဂျပန်အရက်ကိုတင့်ငုံမြည်ကြည့်တော့အားလုံးရဲ့မျက်နှာအမူအရာပြောင်းလဲသွားခဲ့ပါတယ်တင်းစီကဂျပန်အရက်ကိုတစ်ခွက်ကုန်တောက်ပြီးတင်နောက်မှာမျက်လုံးပြူပြီးပြောပါတယ်ဒါကပီယာလည်းမဟုတ်ဝိုင်လည်းမဟုတ်ဘဲနဲ့ဘာလို့ဒီလောက်ချိုတာလဲအန်တရရှိတဲ့အရာတာပဲအေးအေးကရှိုချူကိုလုံးဝဆွဲလန်းသွားခဲ့ပါတယ်ဒါကတကယ်ပဲတောက်ရလွယ်တယ်ရေတောက်တယ်လို့ပဲစက်တိုက်တောက်မိတယ်ဒါပေမဲ့ဘာလို့ဒီလောက်မျက်နှာတွေပူလာတာလဲမျက်နှာနီရဲရင်းနဲ့တစ်ချီလုံးလက်နဲ့ရက်ခတ်နေတဲ့ပုံစံကအရချစ်စရာကောင်းပါတယ်ခင်မျိုးကနိကုဂျာကကိုဆွဲလန်းပြီးတစ်ချီလုံးစုံကိုပါဇက်ထဲထည့်နေခဲ့ပါတယ်ဒီချိုဆက်အရာတာကဆွဲလန်းစရာပဲငံပေမဲ့စက်တိုက်စားချင်းတယ်ဒီချက်နီးကိုမဖြစ်မနေမှပြီးပြန်ရမယ်တင်းစီကတာပြရှိမှာပထမဆုံးအကြိမ်သူကကြည့်ပြီးအသားကိုတူးသွားလို့တောင်းပန်နေပေမဲ့ဆရာစာတို့ရဲ့တငယ်ချင်းတွေကရေမောရင်းနဲ့ထပ်ကင်ပေးခဲ့ကြပါတယ်စကားသိမပေါက်ပေမဲ့အပြုံးနဲ့ကိုဟန်အမှုအရာနဲ့လုံလောက်စွာဆက်ထွေနိုင်ခဲ့ကြပါတယ်ဆရာစာတို့ရဲ့နောက်တငယ်ချင်းတယောက်ဖြစ်တဲ့ရာစုကမြန်မာကိုစိတ်ဝင်စားပြီးတချီလုံးမိကွန်းထုတ်ခဲ့ပါတယ်မြန်မာကတကယ်ပဲရွှေတကုံပူရာကြီးရှိတာလားပူလုံးလို့နေရခက်ခဲတာမဟုတ်ဘူးလားတငယ်ချင်းတွေကလည်းဂျပန်အကြောင်းကိုအများကြီးသိချင်ပုံရပါတယ်အချင်းချင်းစမတ်ဖုန်းဘာသာပြန် app ကိုသုံးရင်းနဲ့စကားပြောနေတဲ့ပုံစံကတကယ်ကိုရဲစရာကောင်းပါတယ်ညင်းနဲ့လာလီလီလီတို့ကပို့ပြီးတဘာဝကျလာပြီးတခါတိလီရှိဟောင်းမိတ်ဆွေတွေပြန်တွေ့ဆုံတယ်လို့အေးအေးဆေးဆေးဖြစ်နေခဲ့ပါတယ်ဒီဆုံတယောက်ကတပ်ပေါ်ရိုက်ရင်းနဲ့ပြောပါတယ်ဒီတပ်ပေါ်ကတကယ်ကိုတန်ဖို့ရှိတဲ့အမတ်တရားဖြစ်မှာပဲမြန်မာပြန်သွားရင်အားလုံးကိုပြရမယ်အဲ့ဒီညအားလုံးကအပြုံးနဲ့အတူတူလမ်းလျှောက်ခဲ့ကြပါတယ်နှွေးထွေးတဲ့လေကတိုက်ခတ်ပြီးမြို့ရဲ့မိရောင်တွေကတောက်ပနေပြီးကျမတို့ကအရန်ဖြည်းဖြည်းချင်းလမ်းလျှောက်ခဲ့ကြပါတယ်နည်းနည်းအရက်မူးနေတဲ့တငယ်ချင်းတွေကအချင်းချင်းပခုံးမြည်ရင်းနဲ့တချင်းဆိုနေပြီးကျမကတော့တိတ်ဆိတ်စွာနဲ့ဆရာစာတူပေးမှကန့်ရင်းနဲ့ဒီအချိန်ကထာဝရဆက်ရှိနေရင်ကောင်းမယ်လို့ထင်မိပါတယ်နောက်တစ်နေ့မနေ့ခုံးကောင်ဟင်းချိုရောင်းတဲ့ဆိုင်မှာတော့အားလုံးကနည်းနည်းပင်ပန်းနေတဲ့မျက်နှာနဲ့ပါတင်းစီကနေကမျက်မှန်တက်ပြီးလှုပ်ခန်းကိုတင်းတင်းစေးထားပေမဲ့နောက်ဆုံးမှဝခံခဲ့ပါတယ်ရိုးရိုးသားသားပြောရရင်ဂျပန်အရက်လေးခွက်အထိကတကယ်ပဲအဆင်ပြေခဲ့တာချိုပြီးတောက်ရလွယ်လို့လေဒါပေမဲ့ငါခွက်မြောက်ကပြဿနာပဲအဲ့ဒီကစပြီးမှန်ညံတွေဝေဝါသွားတာခင်မျိုးကခေါင်းညက်ရင်းနဲ့ရေအေးကိုဇက်တိုက်တောက်နေခဲ့ပါတယ်ငါလည်းအတူတူပဲရှိုချိုးကတောက်ရလွယ်လုံးလို့ပေါ့ဆသွားတာရေတလို့တောက်နေရင်းနဲ့ဒီလိုဖြစ်သွားတာအေးအေးကတူနဲ့တိတ်ဆိတ်စွာနဲ့ခုံးကောင်ဟင်းချိုကိုငွေရင်းနဲ့ပြောပါတယ်ဂျပန်အရက်ကတကယ်ပဲကြောက်စရာကောင်းတဲ့အရက်ပဲဒီဂရီများတယ်လို့သိရင်တတိထားခဲ့မှာကျမလည်းပိုက်ထဲမှာမကောင်းပေမဲ့ထူးဆန်းစွာနဲ့စိတ်တွေကြည်လင်နေခဲ့ပါတယ်ဂျပန်လူမျိုးတွေလို့တကယ်ဂျပန်ညရင်ကျေးမှုကိုတွေးကြုံခန်းစားခဲ့ရတယ်လို့ဖြစ်နေလို့ဆရာစာတိုကခုံးကောင်ဟင်းချိုကိုကျမကိုအရင်ပေးရင်နဲ့နူးညံ့စွာပြောပါတယ်ဂျပန်မှာခုံးကောင်ဟင်းချိုကအကောင်းဆုံးအရက်နာကြပျောက်စေးတစ်မျိုးပါဒါကိုတစ်ခွက်တောက်လိုက်ရင်တကယ်ပဲအသက်ပြန်ဝင်လာတယ်လို့ဖြစ်မှာပါအဲ့ဒီစကားအတိုင်းပေးပူလွေးတဲ့ဟင်းချိုကိုတောက်လိုက်တော့နည်းနည်းစီပိုက်ထဲမှာညင်သက်သွားတယ်လို့ခန်းစားလိုက်ရပါတယ်ခုံးကောင်ရဲ့ပေါ်ပါတဲ့အရာတာနဲ့နှွေးထွေးတဲ့ဟင်းရည်ကတကယ်ကိုအကျိုးသက်ရောက်မှုရှိခဲ့ပါတယ်စားပြီးတဲ့နောက်ကျမတို့ပန်းချံကိုသွားခဲ့ကြပါတယ်ဆေးလန်းတဲ့မြက်ခင်းနဲ့တစ်ပင်ရိပ်အောက်မှာအခင်းခင်းပြီးထိုင်အချင်းချင်းမနေ့ကအမားတွေကိုပြောပြီးရင်မောခုံတန်းမှာထိုင်ပြီးတိတ်ဆိတ်စွာနဲ့မျက်စိမိတ်အနားယူခဲ့ကြပါတယ်တင်းစီကမြက်ခင်းပေါ်မှာလုံးဝတဲချပြီးလက်ကိုကောင်းအောင်ရင်းနဲ့ကောင်းကင်ကိုကြည့်ရင်းပြောပါတယ်တကယ်ပဲထူးဆန်းတယ်ဂျပန်လာပြီးအကောင်းဆုံးအခြေကအခုဖြစ်နိုင်တယ်မြန်မာမှာမခံစားရတဲ့ဒီအေးအေးဆေးဆေးအခြေခင်မျိုးကတည်ငြိမ်တဲ့မြစ်ကိုကြည့်ရင်းနဲ့အံ့ဩနေခဲ့ပါတယ်တူဂျိုကဒီလောက်ကြီးမားတဲ့မျိုးဖြစ်ပေမဲ့ထူးဆန်းစွာနဲ့စူညံမနေဘူးလူတွေကလည်းအလုံးများစွာနဲ့ဖြတ်သွားပေမဲ့ဘာလို့ငါမသိဘူးနှွေးထွေးမှုရှိတယ်တကယ်ပဲထူးဆန်းတဲ့မျိုးပဲအေးအေးကတပ်ပေါ်ရိုက်နေရင်းနဲ့ရုတ်တရက်နောက်တယ်လို့ပြောင်းတယ်လို့ပြောပါတယ်ဒါနဲ့လေတခါတိလေဇုံတွဲဖြစ်သွားတယ်လို့လူတွေမမြင်ရဘူးလားမျက်နှာတဲ့ကြည့်တော့ဆရာစာတို့ရဲ့တငယ်ချင်းတွေနဲ့ကျမတငယ်ချင်းတွေထဲကအချို့ကတဘာဝကြကြနဲ့ဘေးချင်းရှင်ထိုင်ပြီးလက်သွေးထားသူညီတဲ့နားကြကိုခွဲပြီးသချင်းနားထောင်နေခဲ့ကြပါတယ်အထူးသဖြင့်မီနာတိုနဲ့တင်းစီကအချင်းချင်းစမတ်ဖုန်းနဲ့ဘာသာပြန်ရင်းနဲ့စိတ်အားထက်သန်စွာစကားပြောနေပြီးဂျိုနဲ့ခင်မျိုးကအတူတူတပ်ပေါ်ရိုက်ရင်းနဲ့ရေမောနေခဲ့ကြပါတယ်ဘယ်သူမှမသိဘူးအားလုံးရဲ့မျက်ဝန်းတွေပြောင်းလဲသွားခဲ့ပါတယ်ပြီးတော့ကျမတို့ကိုကြည့်ပြီး
အတိတ်ပဲပါပါနဲ့ရင်မောခဲ့ကြပါတယ်မင်းတို့လည်းငါတို့လိုဖြစ်မှာပေါ့ဆိုတဲ့မျက်နှာအမှုအရာနဲ့ပါအဲ့ဒီနေ့ညနေကျမတို့တိုကျိုစကိုင်းထီကိုတက်ခဲ့ကြပါတယ်ရှုခင်းကြည့်စဉ်ပေါ်တက်တော့ခြေပြက်တဲ့တိုကျိုရဲ့ညရှုခင်းကပြန့်နှံ့နေခဲ့ပါတယ်ပြီးတော့လက်ရန်တွေမှာရေတွက်လို့မကုန်နိုင်တဲ့တော့ခလောက်တွေချိတ်ထားတာကိုမြင်လိုက်ရပါတယ်ချစ်သူတွေကအချစ်ကိုသစ္စာဆိုပြီးချိတ်ထားတဲ့အချစ်တော်ခလောက်တွေပါတငယ်ချင်းတွေရောဆရာစာတို့ရဲ့တငယ်ချင်းတွေရောပဲအချိန်ကလေးကတော့ခလောက်တစ်လုံးစီထုတ်ထားလည်းမသိပါဘူးတဘာဝကြကြနဲ့အချင်းချင်းလက်တွေ့ပြီးတော့ခလောက်မှနာမည်ကြီးအတူတူချိတ်ဆွဲနေခဲ့ကြပါတယ်အားလုံးစီစဉ်ထားသလိုတဘာဝကြကြပါပဲကျမကအဲ့ဒီမြင်ကွင်းကိုကြောင်ငေးကြည့်နေပေမဲ့ဆရာစာတို့ကတိတ်ဆိတ်စွာနဲ့ကျမဘေးနားကိုလာပြီးနူးညံ့စွာပြောပါတယ်သူစားကျွန်တော်တို့လည်းဒီလုံးချိတ်ကြည့်မလားအဲ့ဒီအချိန်မှာစိတ်ထဲကတစ်နေရကဒေးခနဲနဲ့ကြီးမစွာခုန်သွားခဲ့ပါတယ်ပျော်ရွှင်တဲ့စိတ်နဲ့ကောင်းညစ်ပြတော့ဆရာစာတို့ကအိတ်ကက်ထဲကနေတိတ်ဆိတ်စွာနဲ့ချစ်စရာကောင်းတဲ့သလုံးသားပုံတော့ခလောက်တစ်လုံးထုတ်လိုက်ပါတယ်အော်ဆရာကောင်းတာကအဲ့ဒီမှာကျမနာမည်နဲ့အဲ့ဒီနေ့ရက်စွဲကလက်ပတဲ့စာလုံးတွေနဲ့ရေးထားပြီးသားပါဘယ်အချိန်ကပြင်ဆင်ထားတာလဲရက်အနေငယ်ကလေးကပါသူ့စာနဲ့မဖြစ်မနေအတူတူလုံးကျင်ခဲ့တာပါဆရာစာတို့ရဲ့အဲ့ဒီစကားကြောင့်ရင်ထဲမှာပြေးကျသွားခဲ့ပါတယ်ဒီလောက်တင်းငယ်တဲ့အရာကိုကျမအတွက်ပြင်ဆင်ပေးခဲ့တဲ့စိတ်ကအရန်ကျေးဇူးတင်စရာကောင်းပါတယ်အတူတူတော့ခလောက်ကိုတန်စကားမှာချိတော့ကတော့သူချိုရဲ့လက်ပတဲ့ညရှုကင်းကိုမြင်ရတဲ့ဘက်ကိုအဝေးကိုလွှင့်ပစ်လိုက်ပါတယ်တင်းငယ်တဲ့တော့ကအမောင်ထဲကိုပျောက်ကွယ်သွားတဲ့အဲ့ဒီတိုတောင်းတဲ့တက္ကနာကတခါတည်းလေကျမတို့အတွက်အရန်ရှည်ပြတဲ့ကတိတစ်ခုရဲ့အစဖြစ်နိုင်တယ်ဆိုတာကိုကျမတိတ်ဆိတ်စွာနဲ့ခံစားနေခဲ့ပါတယ်ဆရာစာတို့ကကျမလက်ကိုခံရင်းနဲ့တိုးတိုးလေးပြောပါတယ်ဒီတော့ခလောက်လို့ပဲကျွန်တော်တို့စိတ်တွေလည်းအတူတူရှိနေပါစီအဲ့ဒီစကားကိုကြားရင်းနဲ့ကျမမျက်ရည်တွေကြားလို့မတတ်ဖြစ်သွားခဲ့ပါတယ်ဒီလောက်ယုံမှန်တစ္ဆန်တဲ့အချိန်ကကျမဘဝမှာလဲရောက်လာလိမ့်မယ်လို့တကယ်ကိုမထင်ခဲ့ပါဘူးပြီးတော့အဲ့ဒီညတိုချိုကဒီလောက်လက်ပခဲ့တာမျိုးမရှိခဲ့ပါဘူးတောက်ပနေတဲ့မြို့ရဲ့မိရောင်တွေကကျမတို့ကိုဂုံပြုနေတယ်လို့နဲ့ဆရာစာတို့နဲ့အတူတူရနေတဲ့အဲ့ဒီအချိန်ကထာဝရရက်တန်သွားရင်ကောင်းမယ်လို့တကယ်ကိုဆုတောင်းခဲ့ပါတယ်နောက်ထပ်တန်ဖို့ရှိတဲ့အမတ်တရားတစ်ခုကစိတ်ထဲမှာလေးလံစွာကြံရစ်ခဲ့ပါတယ်နောက်ဆိုရင်တိုချိုကကျမအတွက်ရိုးရိုးခရီးသွားနေရတစ်ခုမဟုတ်ပဲအချစ်ကိုအတည်ပြုခဲ့တဲ့အထူးမျိုးတစ်မျိုးဖြစ်နေခဲ့ပါပြီပြီးတော့ဆရာစာတို့ကကျမဘဝမှာအရေးအကြီးဆုံးလူတစ်ယောက်ဖြစ်နေခဲ့ပါပြီတိုချိုနောက်ဆုံးနေ့အားလုံးကကိုယ့်အစီအစဉ်ကိုဆွဲခဲ့ကြပါတယ်။ရင်းစီကဂျပန်ဟင်းချက်တင်သားကိုကြိုတင်စရင်သွင်းထားပြီးအေးကဆရာစာတို့ရဲ့တငယ်ချင်းနဲ့အတူတူရှီဘူယာမြို့ကိုလမ်းလျှောက်မယ်လို့ပြောပြီးခင်မျိုးကရိုးရလက်ဖက်ရည်ဆိုင်ကိုရှာသွားခဲ့ပါတယ်။တငယ်ချင်းတွေကကိုနီလန်နဲ့ကိုဒီမျိုးကိုမှတ်သားဖို့ကြိုးစားနေတဲ့ပုံစံကချစ်စရာကောင်းပြီးရင်ထဲမှာနှွေးထွေးသွားခဲ့ပါတယ်။တငယ်ချင်းတွေကိုနှုတ်ဆက်ပြီးတဲ့နောက်မှာဆရာစာတို့ကတိတ်ဆိတ်စွာနဲ့ချီးကပ်လာခဲ့ပါတယ်။အရင်နဲ့မတူတဲ့တည်ငြိမ်တဲ့မျက်နှာအမှုအရာနဲ့ပါဒီနေ့ကျွန်တော်နဲ့အတူတူသွားချင်တဲ့နေရာတစ်ခုရှိပါတယ်။ဘယ်နေရာမဆိုအဆင်ပြေပါတယ်။ဆရာစာတို့ကတိတ်ဆိတ်စွာနဲ့ကားတော့ကိုထုတ်လိုက်ပါတယ်။ Dashboard ပေါ်မှာတင်ထားတဲ့တင်းငယ်တဲ့တပ်ပုံတစ်ခုမြင်လိုက်ရပါတယ်။ယူနီဖောင်းဝတ်ထားတဲ့အမျိုးသားတစ်ယောက်ကပျော်ရွှင်စွာနဲ့ရင်မောနေတဲ့ပုံစံပါ။အမြန်လမ်းမပေါ်မှာမောင်းနေရင်းနဲ့ဆရာကစကားသိမပြောခဲ့ပါဘူး။တိခါတည်းရင်အဲ့ဒီတပ်ပုံကိုကြည့်နေတဲ့ပုံစံကတခုခုနဲ့ဆိုင်တဲ့အတွေ့အထဲမှာနှိမ့်မိုးနေတယ်လို့ပါပဲ။ဒါမှလည်းဘာစကားပြောရခဲ့လို့တိတ်ဆိတ်စွာနဲ့ပြတင်းပေါက်အပြင်ဘက်ကရှုခင်းကိုကြည့်နေခဲ့ပါတယ်။ထင်းနာရီလောက်မှပြီးရောက်ရှိခဲ့တာကဂျပန်ကကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့တင်းချိုင်းတစ်ခုပါ။ခြေပြက်ပြီးတည်တည်ချာချာထိန်းသိမ်းထားတဲ့တင်းချိုင်းကိုတစ်ချက်ကြည့်လိုက်တော့အဲ့ဒီတည်ငြိမ်တဲ့လေတူးကြောင့်တဘာဝချာချာနဲ့စိတ်တွေတင်းကျပ်သွားခဲ့ပါတယ်။နိုင်ငံအတွက်အသက်ပေးခဲ့တဲ့သူတွေအိတ်ဆက်နေတဲ့မြင့်မြတ်တဲ့နေရာတစ်ခုလိုခန်းစားလိုက်ရပါတယ်။ကာယနာစခန်းမှာတော့ဆရာစာတို့ရဲ့အမကာကရက်ထားပြီးသားပါ။သူကကျမတို့ကိုမြင်ပြီးပြင်းလာပြီးဆရာစာတို့ရဲ့လက်မောင်းထဲကိုပွေးဖက်လိုက်ပါတယ်။အမကကျမကိုကြည့်ပြီးနှွေးထွေးစွာပြောပြခဲ့ပေမယ့်အဲ့ဒီအပြောနောက်ွယ်မှာနဲ့ဆိုင်တဲ့လွမ်းစုမှုတစ်ခုအယောင်ဟန့်နေတယ်လို့ပါပဲ။ကျမတို့အတူတူတင်းချိုင်းဘက်ကိုလမ်းလျှောက်သွားခဲ့ကြပါတယ်။တန်းစီနေတဲ့အဖြူရောင်တင်းချိုင်းကြောက်တိုင်တွေကြားကလမ်းတစ်လျှောက်လမ်းလျှောက်ရင်းနဲ့တခုချင်းစီနာမည်နောက်ွယ်မှာဖုံးကွယ်ထားတဲ့ဇလန်းတွေကိုစဉ်းစားတော့ရင်ထဲမှာမွန်းကျက်လာခဲ့ပါတယ်။ဆရာစာတို့ကတင်းချိုင်းတစ်ခုရှိမှရပ်တန့်လိုက်ပါတယ်။တန်းရှိတဲ့အဖြူရောင်တင်းချိုင်းကြောက်တိုင်မှာနာမည်နဲ့ယာတုကိုထွေးထူထားပြီးအဲ့ဒီရှိမှတော့တင်းငယ်တဲ့တပ်ပုံတစ်ခုတင်ထားခဲ့ပါတယ်။ဆရာစာတို့ကဖြည်းဖြည်းချင်းဒူးထောက်လိုက်ပါတယ်။ကျမလည်းအတူတူဒူးထောက်ပြီးအဲ့ဒီတပ်ပုံကိုကြည့်လိုက်ပါတယ်
နူးညံ့တဲ့အပြုံးနဲ့ပြုံးနေတဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်ရဲ့ပုံစံပါဆရာစာတိုနဲ့နည်းနည်းတူသလိုပါပဲရောက်ဖလာခဲ့တယ်ဆရာစာတိုရဲ့အတန်ကအရင်ထက်ပိုတီးပြီးတုံ့ရင်နေခဲ့ပါတယ်ဒီငြိမ်ပုံရတဲ့သူ့ပုံစံကတက္ကနာအတွင်းမှာငယ်ရွယ်တဲ့ကလေးတစ်ယောက်လိုဖြစ်သွားခဲ့ပါတယ်ဆရာစာတိုကကျမလက်ကိုတိတ်ဆိတ်စွာနဲ့ကန်လိုက်ပါတယ်အဲ့ဒီလက်ကအေးဆက်ပြီးတုံရင်နေတာကိုသိလိုက်ရပါတယ်ဒီခါထိရွက်တွေကိုတောက်ခတ်နေတဲ့အတန်နဲ့အဝေးကကြားရတဲ့ကြက်သားတွေပဲအဲ့ဒီငင်းချမ်းတင်နေရကိုဖြည့်ဆည်းပေးနေခဲ့ပါတယ်ဆရာစာတိုကကနအကြတိတ်ဆိတ်စွာနဲ့အဲ့ဒီတပ်ပုံကိုကြည့်နေခဲ့ပါတယ်အဲ့ဒီရှေ့ကြားတဲ့တိတ်ဆိတ်မှုထဲမှာဘယ်လောက်တောင်များပြားတဲ့ခါစားချက်တွေတောက်ခတ်နေလဲဆိုတာကိုခါစားမိနိုင်ခဲ့ပါတယ်ကျေးဇူးတင်ပါတယ်ရောက်ဖာမဖြစ်မနေပျော်ရွှင်အောင်နေမှာပါအဲ့ဒီစကားတစ်ခုထဲမှာအလုံးပါဝင်နေခဲ့ပါတယ်။အရင်ကဒီရောက်တဲ့တဘိုးပြီးရှင်းတန်လာခဲ့တဲ့ဝန်အပြစ်ရှိစိတ်လွမ်းဆုမှုတွေဆရာစာတို့ရဲ့မျက်ဝန်းတွေညီရဲနေပေမဲ့တစ်ချိန်တည်းမှာပဲသိနေတဲ့အပြုံးတစ်ခုပြုံးနေခဲ့ပါတယ်။သူကတည်ငြိမ်စွာနဲ့ချင်းကပ်လာပြီးဆရာစာတို့ဘေးမှာထိုင်ကောင်းကင်ကိုမောကြည့်လိုက်ပါတယ်။အဖေဦးလေးရဲ့ရင်ကောင်းမှာပဲအဲ့ဒီအချိန်မှာအမရဲ့မျက်လုံးကနေတိတ်ဆိတ်စွာနဲ့မျက်ရည်တွေစီးကျလာခဲ့ပါတယ်။အဲ့ဒီနေ့ကောင်းကင်ကတကယ်ကိုကြည်လင်နေခဲ့ပါတယ်။တင်တစ္ဆာမှမရှိတဲ့အပြရောင်ကောင်းကင်အောက်မှာကျမတို့အသစ္စာတင်ဖို့ကတိပြုခဲ့ကြပါတယ်။ပြန်လမ်းမှာဆရာစာတို့ကကျမလက်ကိုတင်းတင်းကြပ်ကြပ်ကန်ထားခဲ့ပါတယ်။ရသေးပေါက်အပြင်ဘက်မှာနေဝင်နေပြီးကျမတို့ကတိတ်ဆိတ်စွာနဲ့အဲ့ဒီလက်ပါတဲ့ရှုခင်းကိုကြည့်နေခဲ့ကြပါတယ်။နောက်ဆိုရင်တကယ်ပဲအတူတူလမ်းလျှောက်သွားနိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိနေခဲ့ပါတယ်။ဆရာစာတို့ရဲ့နာကျင်မှုကိုအတူတူမျှဝေပြီးအချင်းချင်းကိုကာကွယ်ရင်းနဲ့ရှင်သန်သွားနိုင်မယ်ဆိုတဲ့ယုံကြည်မှုတူဂျိုဘက်ကိုဦးတည်နေတဲ့ကားထဲမှာပြတင်းပေါက်အပြင်ဘက်ကိုကြည့်နေတဲ့ကျမကိုဆရာစာတို့ကပြောပါတယ်။သူစားကျွန်တော်မြန်မာနိုင်ငံရဲ့နိုင်ငံခြားဌာနခွဲကိုရင်းရှိတာဝန်ကြားဖို့လျှောက်ထားမလို့တက္ကနာအတွင်းမှာအရင်အော်လုံးမျက်နှာနဲ့ကြည့်တော့ဆရာစာတို့ကအရင်အတိုင်းတည်ငြိမ်တဲ့မျက်နှာနဲ့စတီယာရင်ကိုကန်ရင်းနဲ့ဆက်ပြောပါတယ်။အဲ့ဒီမှာရှိနေရင်ကနတွေ့နိုင်တယ်လေ။အဲ့ဒါကပိုကောင်းမယ်လို့ထင်တယ်။ဘာပြောရမှန်းမသိလို့တုတ်ခမ်းစေထားပေမဲ့အရင်ဆုံးအပြုံးတစ်ခုထွက်လာခဲ့ပါတယ်။အေးစောင့်နေပါမယ်။ရတင်းပေါက်အပြင်ဘက်သူကြိုရင်နောက်ဆုံးရှုကင်းကဖြတ်တန်းသွားခဲ့ပါတယ်။အမှန်အတိုင်းပြောရရင်ကျမကဘယ်နေရာမဆိုအဆင်ပြေခဲ့တာပါ။အတူတူနေနိုင်ရင်ပေါ့။ကောင်းစွာနဲ့ကျမတို့ကနောက်တစ်ခါတူညီတဲ့နေရာမှာရှင်သန်သွားရတော့မယ်ဆိုတာကအယံဝမ်းသာစရာကောင်းပါတယ်။နောက်ဆုံးတုတ်ဆက်ပွဲအပြီးမှာကျမတို့မဖြစ်မနေပြန်တွေ့ဆုံဖို့ကတိပြုပြီးလေဆိပ်မှာတုတ်ဆက်ခဲ့ကြပါတယ်။ချက်ချင်းပြန်လာနိုင်မှာမို့လို့နည်းနည်းလေးစောင့်နေပါနော်။ပြင်ဆင်ရေးတပ်စုကိုအလုပ်ဆင်းတဲ့အချိန်မှာလေတုကသိမကောင်းခဲ့ပါဘူး။ဘင်းတို့ကရပိုင်ပြန်တွေ့ပဲဖြစ်နေပြီလို့တက်ချက်ကြီးဦးမြင့်ဆွေကနောက်တလို့ပြောင်းတလို့ပြောပေမဲ့ကျမကဆူရသူအနေနဲ့ဂျပန်မှာတစ်ပတ်ကြာနေထိုင်နေတဲ့အချိန်မှာပြင်ဆင်ရေးတပ်စုကတကယ်ကိုငရဲချနေခဲ့တဲ့ဆိုတာကိုသိလိုက်ရပါတယ်။ဂျာတဲ့ပြင်ဆင်ရေးသမားတွေကအမျိုးအစား69ကိုပိုင်ရဲ့အမြောက်ပြင်ဆင်ရေးသားမကပဲကိုပိုင်ရဲ့အမြောက်အဟောင်းတွေအထိပါဝင်တဲ့အလုပ်တွေနဲ့လုံးပန်းနေခဲ့ရတာပါ။အထူးသဖြင့်အင်ဂေဘောနဲ့စီကရစ်လိုစီနီယာတွေကနေ့စဉ်အလုပ်ပိုစင်းအားလက်ရဲ့အလုပ်စင်းတွေနဲ့လုံးဝပင်ပန်းဝန်းနေခဲ့ကြပါတယ်။တက်ချက်ကြီးကနောက်တလို့ပြောင်းတလို့နဲ့ဖုံးခွေဖို့စူးစမ်းနေပေမဲ့စီနီယာတွေရဲ့တင်းမာနေတဲ့မျက်နှာအမူအရာကိုကြည့်တော့သူတို့ပဲလောက်တောင်ပင်ပန်းခဲ့လဲဆိုတာကိုသိလိုက်ရပါတယ်။ကျမကတောင်းပန်စိတ်ဖြစ်သွားပြီးနောက်ဆိုရင်ဒီလူတွေကိုပိုပြီးတည်တည်ချာချာတင်ပေးသွားရမယ်လို့စိတ်ထဲမှာတစ္ဆာဆိုခဲ့ပါတယ်။လာအနေငယ်ချပြီးတဲ့နောက်မှာကျမတို့ကမြန်မာနိုင်ငံရဲ့လွိုင်းကောမှာဘဝတစ်တစ်ခုစတင်နေခဲ့ပါပြီ။ဆရာစာတို့ကအမျိုးအစား69ကိုပိုင်ရဲ့အမြောက်ပြင်ဆင်ရေးနည်းပညာအင်ဂျင်နီယာအနေနဲ့မြန်မာနိုင်ငံရဲ့နည်းပညာအထောက်အပံ့ဌာနခွဲကိုရွှေ့ပြောင်းဖို့လျှောက်ထားပြီးလွိုင်းကောဌာနခွဲကိုတာဝန်ကျသွားခဲ့တာပါ။မြန်မာနိုင်ငံကအမျိုးအစား69ကိုတင်သွင်းတဲ့အခါမှာဂျပန်ပြင်ဆင်ရေးပညာရှင်တွေနဲ့နည်းပညာဖလှယ်ရေးကိုတိုးမြင့်နေခဲ့တာပါ။လွိုင်ကော်ကကယားပြည်နယ်ရဲ့တာယာတဲ့မြို့လေးတစ်မြို့ပါ။တောင်တန်းတွေကြားမှာတည်ရှိပြီးဆောင်းရာသီမှာအေးမြပြည်နွေရာသီမှာတော့ရှုခင်းတွေကဆဲဆိုတပတ်တဲ့နေရာတစ်ခုပါ။လွိုင်ကော်ကအမျိုးအစား69ဌာနခွဲကမြောက်ပိုင်းဒေသမှာဖြန့်ကျက်ထားတဲ့အမျိုးအစား69ကိုပိုင်ရဲ့အမြောက်တွေရဲ့ပြင်ဆင်ရေးနဲ့စီမံခန့်ခွဲမှုကိုလှုပ်ဆောင်တဲ့ကျမတို့စခန်းရဲ့ပြင်ဆင်ရေးတပ်စုကိုအထောက်အပံ့ပေးနေခဲ့ပါတယ်။ကျမတို့နေထိုင်နေတဲ့အိမ်ကတောင်တန်းတွေကိုမြင်ရတဲ့တောင်ကုန်းပေါ်ကတင်းငယ်တဲ့တစ်သားအိမ်တစ်လုံးပါ။အနိရောင်အမိုးနဲ့အဖြူရောင်နံရဆိုတဲ့မြန်မာရိုးရာပုံစံအိမ်တစ်လုံးပါ။ရတင်းပေါက်ဖွင့်လိုက်ရင်ကြီးမားတဲ့တောင်တန်းတွေနဲ့ဆေးလန်းတဲ့တောအုပ်တွေကပြန့်နှံ့နေပါတယ်။ဆရာစာတို့က
ထမဆုံးဒီရှုခင်းကိုမြင်တဲ့အချိန်မှာကနအကြစကားမပြောနိုင်ဖြစ်သွားခဲ့ပါတယ်။ဂျပန်မှာလည်းတောင်တွေများပေမဲ့ဒီလိုမျိုးကပထမဆုံးပါပဲလို့သူကအံ့ဩပြီးပြောခဲ့တာကိုမှတ်မိနေပါတယ်။ဆရာစာတိုကလွိုင်ကော်ဌာနခွဲမှာအေးမြတဲ့ပတ်ဝန်းကျင်နဲ့ကိုက်ညီတဲ့အမျိုးအစား69ကိုပိုင်ရဲ့အမြောက်ပြင်ဆင်ရေးနည်းပညာကိုတည်ထွင်နေပါတယ်။အထုပ်30ဒီဂရီမှာတောင်ကောင်းမွန်စွာလေပတ်နိုင်တဲ့စနစ်ကိုဖန်တီးတဲ့အလုပ်လို့ပြောခဲ့ပါတယ်။အစပိုင်းမှာဘာသာစကားအခက်အခဲနဲ့ကြုံတွေ့ခဲ့ပေမဲ့နည်းပညာပိုင်းမှာတော့မြန်မာလုပ်ဖို့ကံဖက်တွေကလည်းအတိအမှတ်ပြုလောက်အောင်ထူးချွန်တဲ့အရေးအချင်းကိုပြသနေပါတယ်။ကျမတို့စခန်းရဲ့ပြင်ဆင်ရေးတပ်စုမှာအခုတော့မြန်မာပြင်ဆင်ရေးတပ်သားတွေကိုဂျပန်ပုံစံပြင်ဆင်ရေးနည်းစနစ်တွေကိုပြန်လည်သင်ကြားပေးနေရပါတယ်။ပြင်ဆင်ရေးတပ်စုကလုပ်ဖို့ကံဖက်တွေကကျမကိုတကယ်ပဲအတိအမှတ်ပြုပေးနေကြပါတယ်။ဂျပန်မှာရရှိခဲ့တဲ့အမျိုးအစား69ပြင်ဆင်ရေးအတွေ့အကြုံကမြန်မာမှာလည်းအသုံးဝင်နေတာပါအထူးသဖြင့်အေးမြတဲ့ရာသီဥတုမှာပြင်ဆင်ရေးနည်းစနစ်ကမြန်မာပြင်ဆင်ရေးတပ်သားတွေကလည်းသိယူခြင်းတဲ့အပိုင်းတစ်ခုပါနေ့စဉ်မနေ့ပြင်ဆင်ရေးအစီအစဉ်ဆွဲအမြောက်တစ်ခုချင်းစီရဲ့အခြေအနေကိုစစ်ဆေးပြီးပြဿနာဖြစ်ပေါ်ရင်ချက်ချင်းဖြေရှင်းတယ်ဆိုတဲ့နေ့စဉ်ဘဝကထက်ခါဖြစ်ပေါ်နေပါတယ်ဆရာစာတိုနဲ့ကျမကတူညီတဲ့နေပင်မှာအလုံးလုံးနေလို့အိမ်မှာလည်းတဘာဝကြနဲ့အမျိုးအစား69အကြောင်းကိုပြောဖြစ်ကြပါတယ်သူတီထွင်ခဲ့တဲ့ပြင်ဆင်ရေးနည်းစနစ်သစ်ကိုကျမကလက်တွေ့စားတတ်ကြည့်ကျမတွေ့ရှိခဲ့တဲ့ပြဿနာတွေကိုသူကနည်းပညာပိုင်းနဲ့ဖြေရှင်းပေးတာတွေပေါ့တင်းစီကပြီးခဲ့တဲ့လကနောက်ဆုံးမှလက်ထပ်သွားခဲ့ပါတယ်ဂျပန်မှာတွေ့ခဲ့တဲ့မီနာတိုနဲ့ရန်ကုန်မှာတင်းနေတဲ့မင်္ဂလာပွဲတစ်ခုကျင်းပခဲ့ပါတယ်ဘဒိုသားကမြန်မာကိုပြောင်းရွှေ့လာပြီးရန်ကုန်မှာဂျပန်စားတောက်ဆိုင်တစ်ဆိုင်ဖွင့်ခဲ့ပါတယ်အေးကဂျွန်နဲ့မကြခင်လက်ထပ်တော့မယ်လို့ဆက်ထွေလာခဲ့ပါတယ်ကျွန်တော်တို့ကဘယ်တော့လက်ထပ်မလဲဆရာစာတူကတစ်နေ့မှာရုတ်တရက်မေးလာပါတယ်။ဆောင်းရာသီကုံဆုံးပြီးຫນွေဦးပေါက်စအချိန်မှာကျမကရင်မောရင်းဖြေလိုက်ပါတယ်။ຫນွေဦးပေါက်စဧပြီလကုံလောက်လွိုင်ကော်မှာအလှပဆုံးအချိန်ပေါ့နော်။မင်္ဂလာပွဲကတောင်တန်းတွေကိုမြင်ရတဲ့တင်းနေတဲ့ပူရကျောင်းတစ်ခုမှာကျင်းပဖို့စီစဉ်ထားပါတယ်။ဆောင်းရာသီရောက်ရင်လွိုင်ကော်ကတောင်းပေါ်မြူခိုးတွေရင်နှက်ပြီးတစ်ခုဖြစ်သွားပါတယ်။ဆရာစာတူနဲ့အတူတူပထမဆုံးတောင်ပေါ်မြူခိုးကိုမြင်တဲ့အချိန်မှာကျမတို့တယောက်စာလုံးမှုခဲ့ကြပါတယ်။ခေါင်းကင်တစ်ခုလုံးကအဖြူရောင်နဲ့မိကိုရောင်နဲ့လှိုင်းထနေတဲ့အဲ့ဒီထူးဆန်းတဲ့ရှုခင်းရှိမှာစကားတွေမလိုအပ်ခဲ့ပါဘူး။ကျမကသူ့လက်ကိုတင်းတင်းကြပ်ကြပ်ကင်ထားခဲ့ပါတယ်။ပြင်ဆင်ရေးတပ်စုဘဝကထင်ထားတာထက်ပိုပြောစရာကောင်းပါတယ်။နေ့စဉ်အမျိုးအစား69ကိုပိုင်ရဲ့အမြောက်ကိုကင်ထွေရင်းနဲ့အလုတ်လုတ်မြန်မာလုတ်ပေါ်ကင်ဖက်တွေနဲ့အတူတူနီးပညာကိုရွေတာကစိတ်ကျဉ်တဲ့မှုကိုခန်းစားရပါတယ်။ဂျပန်မှာတင်ခဲ့တဲ့ပြင်ဆင်ရေးနည်းစနစ်ကဒီလောက်ဝေးကွာတဲ့တောင်ပေါ်ဒေသမှာအတိအမှတ်ပြုခံရတာကထူးဆန်းသလိုလိုပါပဲ။စနီဒနင်းကနွေရောက်ရင်ကျမတို့အတူတူတောင်တက်ခရီးထွက်ကြပါတယ်။ဆရာကအစပိုင်းမှာဒုက္ခရောက်ခဲ့ပေမယ့်အခုတော့ကျမထက်ပိုမြန်တောင်ပေါ်ကိုတက်နိုင်တဲ့အဆင့်ရောက်နေပါပြီ။လွိုင်ကော်ပတ်ဝန်းကျင်မှာတပတ်တဲ့တောင်တက်လန်းကျောင်းတွေအများကြီးရှိတာကိုတင်းစီကပြီးခဲ့တဲ့အပတ်ကလွိုင်ကော်အထိလာလဲခဲ့ပါတယ်။သူကကျမတို့အိမ်မှာတင့်ညာတဲ့ရင်းနဲ့အော်နေခဲ့ပါတယ်။ပျော်ရွှင်နေပုံပဲသူစားတကယ်ပဲတင်းစီရဲ့စကားကြောင့်ကျမရင်ထဲမှာနှွေးထွေးသွားခဲ့ပါတယ်။ဆရာစာတိုကမကြသေးခင်ကဂျပန်ဟင်းပြချက်နည်းတွေကိုလေ့လာနေပါတယ်။လွိုင်ကော်မှာဂျပန်အစားပစ္စည်းတွေရဖို့ခက်ခဲပြီးအွန်လိုင်းကနေမှယူရပေမဲ့အဲ့ဒါကိုလက်မလျှော့ပဲစိန်ခေါ်နေပါတယ်။ပြီးခဲ့တဲ့အပတ်ကနီကူဂျာကချက်ပေးခဲ့တကယ်ကိုအရသာရှိခဲ့ပါတယ်။တာဝန်ကျချိန်ပြီးဆုံးပြီးတဲ့နောက်ကအစီအစဉ်ကိုလည်းဆွဲနေကြပါတယ်။ဆရာစာတိုကဆက်ပြီးနိုင်ငံခြားနည်းပညာအထောက်အပံ့အလုပ်ကိုလုပ်ကျင်တယ်လို့ဆိုပါတယ်။ကျမကဂျပန်ပြန်သွားပြီးအမျိုးအစား69ပြင်ဆင်ရေးပညာရှင်အနေနဲ့ပို့ပြီးအတွေ့အကြုံကျင်ပါတယ်။ဒီနေ့မှာဂျပန်နဲ့မြန်မာကိုဆက်သွယ်ပေးမယ်။ကာကွယ်ရေးနည်းပညာဖလှယ်ရေးရဲ့အရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်နိုင်ခြင်းပါတယ်။ညဘက်ကတင်ပေါ်မှာလဲရင်းနဲ့ပြတင်းပေါက်အပြင်ဘက်ကိုကြည့်တော်လွိုင်ကော်ရဲ့ထူးခြားတဲ့ညကပြင်းပြနေပါတယ်။ဆောင်းရာသီမှာမြူခိုးတွေ၊နွေရာသီမှာဆေးလန်းတဲ့တောအုပ်တွေကကျမတို့ကိုကြိုဆိုပေးနေတဲ့ဒီထူးဆန်းတဲ့မြေမှာဆရာနဲ့အတူတူအတွေ့အကြုံသစ်တွေနေရတာကအခုထိအိမ်မက်လိုပါပဲတိခါတရံမြန်မာမှာစတင်ခဲ့တဲ့ခရီးကဂျပန်မှာအချစ်နဲ့တွေ့ဆုံစီပြီးအဲ့ဒီအချစ်ကထပ်ပြီးကျမကိုမြန်မာကိုခေါ်ဆောင်လာခဲ့တာကကန်းကျမလိုခန်းစားလိုက်ရပါတယ်ဆရာစာတိုကကျမဘေးမှာတည်ငြိမ်စွာအိတ်ဆက်နေပြီးပြတင်းပေါက်အပြင်ဘက်မှာတော့လွိုင်ကော်ရဲ့တပတင်ညာကပြင်းပြနေပါတယ်မနေ့ပြန်ကတော့ဘယ်လိုပြင်ဆင်ရေးအလုပ်တွေစောင့်နေမလဲမြန်မာတောင်တန်းတွေရဲ့ထူးဆန်းတဲ့သဘာဝထဲမှာဆရာနဲ့အတူတူဖန်တီးသွားမယ်ကျမတို့ရဲ့ဇက်လန်ကမျောလင့်စရာကောင်းပါတယ်
ကျမတို့အချစ်ဇာလန်ကအခုမှအခန်းသစ်တစ်ခုစတင်ခဲ့တာပါပဲ